မေတ္တာမြတ်မှချမ်းသာရ၏ဟိုမချမ်းဘူးလားအဲဆိုချမ်းသာရပြီသားမေတ္တာရဖို့ပဲလိုတာပေါ့ချမ်းသာတော့ရပြီသားပဲလေဘာရဖို့လိုလဲမေတ္တာရဖို့လိုတာပဲမေတ္တာဆိုတော့မေတ္တာဆိုတာဘာကိုပြောတာမေတ္တာဆိုတာမေတ္တာပေါ့ဗျာจิตတာနဲ့မေတ္တာတူသလားမတူဘူးလားဘလို့မတူတာလဲจิตတာပေါ့ဗျာမေတ္တာပေါ့ဗျာအေးတချို့ကလေးတွေကဟိုတုန်းကပါအခုတော့စာရေးတဲ့ခင်မဟုတ်တော့ဘုန်းကြီးတို့ငယ်ငယ်တော့ဆိုရင်ကောင်းလေးတွေကကလေးမလေးတွေကိုစာလေးတွေပို့တယ်တို့ကမင်းကိုจิตတာ928မေတ္တာရော1500မေတ္တာရောပေါင်းပြီးချစ်တာပါကွာ928နဲ့1500နဲ့ပေါင်းတော့ဘယ်လောက်ရှိလဲဖုံးလေးဖွင့်ပြီးကာကူလေတာလေးနဲ့ပေါင်းပါဦးသင်ကြားပြီးညံ့လို့928နဲ့1500ပေါင်းတော့ဘယ်လောက်လဲ2028မဟုတ်ဘူးလားငါတော့ကြောင်းမနေဘူးတဲ့လူတော်မှဟိုဈေးတွက်တို့ရသိလားနော်1500ကိုဒီဘက်928တရား28ကိုဖယ်ထားလိုက်900ထပ်ပေါင်းလိုက်ဘယ်လောက်လဲ2000ဟိုဘက်က28နဲ့ထပ်ပေါင်းဘယ်လောက်လွယ်ထားလဲအမေဒါကြောင့်ဈေးတဲ့တရားပုံမြန်တယ်ဆိုပေါင်းတာမင်းတို့ကဟိုအလုံးအုံနောက်တရားအလုံးမလုံးတော့ဖုံးလေးမှမရှိရင်လေအိမ်သားတော်မတက်တော့နော်ဖုံးလေးမှမရှိရေးအိမ်ဝင်တာတော့မှတခုခုလိုနေသလိုလိုပဲအရင်တော့ဖုံးနေမပေါ်ခင်တော့အိမ်သားတဲ့ဘာယူသွားလဲလို့ပြီးအဲ့တော့စာအုပ်တွေယူသွားအခုကျတော့ဖုံးနေပေါ်တော့နော်ရေအိမ်ဝင်တာတော့မှဖုံးမပါရင်တခုခုအဲ့ဒါမထွက်တော့ဘူးနောက်လူကသွားဖို့ရှိရလူကဖုံးပို့နေတာနော်အဲ့ဒါအုံနောက်တည်းကအလုံးမလုံးတော့928နဲ့1500ပေါင်းတော့2028တဲ့တို့ကမင်းကိုချစ်တာအဲ့လိုပါဆိုတော့များလိုက်လားအချစ်တရားနော်ရှုပ်လို့မရဘူးလား928ကမောင်နဲ့နှမနဲ့ချစ်တာဘာအချစ်လို့ခေါ်လဲမိဘနဲ့သားသမီးချစ်တာမိတ်ဆွေအပေါင်းအသင်းချစ်တာဆရာနဲ့တပည့်ချစ်တာသူကပြောတယ်928သွယ်မေတ္တာဆိုတာရှိတယ်လေကြားဘူးလားမသိဘူးငါတွက်ပြမယ်928သွယ်မေတ္တာဆိုတာ928မေတ္တာဆိုတာကပုဂ္ဂိုလ်12ယောက်ကိုတုလေးချက်နဲ့မြောက်တာပုဂ္ဂိုလ်12ယောက်ဆိုတာအဝိဒသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသဗ္ဗေပုဂ္ဂလသဗ္ဗေအတ္တဘာဝပရိယပါဏသဗ္ဗဣတိယောသဗ္ဗေပုရိသသဗ္ဗေအရိယသဗ္ဗေအနရိယသဗ္ဗေဒေဝသဗ္ဗေမနုဿသဗ္ဗေဝိနိပါတိကပုဂ္ဂိုလ်12ယောက်ကိုအဝေရာဟွန်တုအပြပိစ္ဆာဟွန်တုအနိကဟွန်တုသုကိယတဏံပရိဟရန္တုဒါပါဠိလိုပြောတော့မင်းတို့ကဘာနာမလဲသဗ္ဗေတတ္တလုံးစုံသောတတ္တဝါတွေသဗ္ဗေပါဏလုံးစုံသောထွက်သက်ဝင်သက်ရှိတဲ့တတ္တဝါတွေသဗ္ဗေဘုဒ္ဓလုံးစုံသောထင်ရှားရှိတဲ့တတ္တဝါသဗ္ဗေပုဂ္ဂလလုံးစုံသောပုဂ္ဂိုလ်တွေသဗ္ဗေအတ္တဘောဘပရိယပါဏလုံးစုံသောအတ္တဘော၌အကျုံးဝင်တဲ့ပုဂ္ဂိုလ်တွေသဗ္ဗဣတိယောအလုံးသောအမျိုးသမီးတွေသဗ္ဗေပုရိသအလုံးသောယောက်ျားတွေသဗ္ဗေအရိယအလုံးသောအရိယပုဂ္ဂိုလ်တွေသဗ္ဗေအနရိယအလုံးသောပုထုဇဉ်ပုဂ္ဂိုလ်တွေသဗ္ဗေဒေဝအလုံးသောနတ်တွေသဗ္ဗေမနုဿအလုံးသောလူတွေသဗ္ဗေဝိနိပါတိကအလုံးစုံသောဝိနိပါတိကပိဋ္ဌာတွေ12ယောက်အဲ12ယောက်ကိုအဝေရာဟွန်တုဘေးရန်ကင်းပါစေအပြပိစ္ဆာဟွန်တုကိုယ်စင်ရဲ့ခြင်းကင်းပါစေအနိကဟွန်တုစိတ်စင်ရဲ့ခြင်းကင်းပါစေဒုက္ခိယတဏံပရိဟရန္တုချမ်းသာစွာမိမိခန္ဓာကိုယ်ကိုရွတ်ဆောင်နိုင်ပါစေအဲ့လိုပို့အကျယ်ပို့ရင်ပုဂ္ဂိုလ်တယောက်ကိုအဲ့ဒီအချက်၄ချက်နဲ့ပို့ရပုဂ္ဂိုလ်တယောက်ကိုအချက်ဘယ်နှချက်နဲ့4ချက်ဆိုတော့12ယောက်ဆိုဘယ်လောက်ရကာကူလေတာလေးထုတ်လိုက်ပါ12 4လီမဲဆိုပါ12အလီလေးရတော့တည်း12 4လီ48အဲ့48ချက်ကိုတတ်တတ်ထားလိုက်ပြီးတော့မှအဲ့ဒီပုဂ္ဂိုလ်12ယောက်ကိုပဲအရက်10မျက်နှာနဲ့ပြန်ပို့ဗုရတိမာယာတိတယအရှိယ၌ရှိသောသဗ္ဗေတတ္တလုံးစုံသောတတ္တဝါတွေအဝေရာဟွန်တုအပြပိစ္ဆာဟွန်တုအနိကဟွန်တုသုခိယတဏံပရိဟရန္တုဆိုတော့
အရက်တမျက်နာပုဂ္ဂိုလ်12ယောက်အချက်4ချက်နဲ့ပြန်ပို့တော့တမျက်နာမှာ48ချက်မရဘူးလားအရက်10မျက်နာဆိုတော့480ရသွားတယ်အဲ့480ခုနက48နဲ့ပြန်ပေါင်းတော့ဖုံးလေးထုတ်လိုက်အောင်480ကိုခုနက48နဲ့ပြန်ပေါင်းတော့928အဲ့ဒါကို928သွယ်မေတ္တာလို့ခေါ်ပါတယ်ဗျာရှင်းပြီလားအဲ့ဒီမှာမောင်းတဲ့နှမအချစ်ပါလားမိဘနဲ့သားသမီးအချစ်ပါလားအဲ့ဒါဆိုလွဲမနေဘူးလားတို့ချစ်ကမင်းကိုဘာဖြစ်တဲ့ညာဖြစ်တဲ့ရှောက်ပြောအဲ့တော့မောင်းဘာဖြစ်လို့မိဘနဲ့သားသမီးချစ်တာက928တာမပါရဲဆိုတော့မိဘနဲ့သားသမီးချစ်တာကသူတို့ကလည်းငါဇွဲတွေမပါဘူးလားငါအဖေဖြစ်မှပဲငါပူတာလေသူများအဖေဖြစ်ရင်လေပူလားမပူလားမဲတချို့ကလေငါတို့အဖိုးနေမကောင်းလို့မဲငါအဖေလည်းကျမ်းမာရေးမကောင်းပါဘူးကွာဆိုသိလားဟိုဘက်ကဘာကျွေးမယ်ဆိုဒီဘက်ကအပြိုင်ဆိုင်နေလေနော်ကိုအဖေဖြစ်မှနာရကောင်းမှန်းသိတယ်ကိုအမေဖြစ်မှနာရကောင်းမှန်းသိတယ်ခံစားကောင်းမှန်းအဲ့ဒါဆိုတော့ငါဇွဲတွေပါရင် pure loving kindness ဖြူစင်သောမေတ္တာမဖြစ်တော့အဲ့ဒါကြောင့်928သွယ်မေတ္တာမှာမောင်နှမအချစ်မဟုတ်ဘူးဆိုတာရှင်းသွားရင်1500ကတော့မေတ္တာမဟုတ်ပါဘူး1500ကကိလေသာပါ1500ပါလေကိလေသာနော်သေချာရှင်းအောင်နော်1500ကိလေသာဆိုတာပြောရင်မင်းတို့အဘိဓမ္မာသင်မှရမယ်ကိလေသာအခြေခံ10ပါးပဲရှိတယ်ကိလေသာဘယ်နှပါးလဲဘာတွေလဲလို့မမေးတော့ဘူးပြောရင်အိုးနှင်းခွနေဖြစ်မှာဆိုနော်ကိလေသာ10ပါးလေလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စထိနာဥဒိစ္စအာဟိရိကအနုတ္တပဆိုရင်ကိလေသာဘယ်နှပါးလဲအဲ့ဒီကိလေသာ10ပါးမှာစိတ်တွေကိစ္စတတိရုပ်တွေနဲ့အတွင်း85ပါးအပြင်85ပါးနှစ်ရက်ပေါင်းတော့150 10လီဆိုတော့1500အဲ့ဒါ1500ကိလေသာလို့ခေါ်တာကိလေသာကပူတယ်လေမပူဘူးလားချစ်တာကလေချစ်တာကပူတာကိုပူလားမပူဘူးလားပူရတာပြောတာမချစ်ပဲနဲ့လည်းမနေလားနော်တက္ကະကြီးတွေများလေအရှင်ဘုရားလူလောကမထွက်နဲ့ဗျာသိပင်မန်းလူလောကဒုက္ခတွေကြီးပဲလို့အသက်ကြီးတဲ့တက္ကະကြီးကဘုန်းကြီးနေကြအောင်ရှောက်တယ်တက္ကະကြီးဒုက္ခဆိုရင်တက္ကະကြီးတို့ဘုန်းကြီးဝတ်ပါလားအဲ့တော့မဖြစ်သေးဘူးကဲဒုက္ခလည်းပြောသေးတယ်သူတို့ဘုန်းကြီးနေကြအောင်မထွက်နဲ့တဲ့သူတို့ကြတော့မဝတ်နိုင်ဘူးဆိုဘယ်လိုလုပ်နော်လူတွေရဲ့တန်ရောစင်နေရလဲရှိလားမရှိဘူးလားဒုက္ခတော့ဒုက္ခပဲဒုက္ခကြားမှာตายာစရာလေးတွေရှိတော့အဲ့ဒါလေးကိုပဲကျင့်နေနေတာလေတခါကကြရင်ဘုန်းကြီးကလည်းပောက်ကရလျှောက်မိတာကဘာကြီးမှနေတော့စတင်သားဘဝကဘာကြီးစောင်းနှန်းထဲမှာရင်းနှီးတဲ့တခါကြီးစာအုပ်ချုပ်တဲ့တခါကြီးသူစာအုပ်တော့ချုပ်ရင်တခါကြီးလို့တခါကြီးအိမ်အောင်ပြုတ်ထားပြီးမိမယူထားတာလို့ကာမဂုဏ်နေတိုင်းခံစားတာမမုန်းမှုလားနော်သူ့တော့ပောက်ကရမေးတယ်တခါကြီးတွေမှတ်တာကာမဂုဏ်နေတိုင်းခံစားတာမမုန်းဘူးလားဆိုသူကဘာပြန်ပြောလဲမှတ်အရှင်ဘုရားတို့လည်းနေတိုင်းဆွမ်းခံစားတာမမုန်းဘူးလားတခါကြီးရဲ့စာတော့လည်းပဲကောင်းတာပဲအဲ့ဒီအတိုင်းပါပဲဘုရားသဘောပေါက်စာတော့လည်းပဲကာမဂုဏ်ဆိုတာတောက်လေငတ်မပြေပဲဆိုချစ်တာဆိုတာချစ်တာကပိုင်ဆိုင်လိုမှုရယူလိုမှုနော်တို့ချစ်ကပိဿချင်းတက်တက်ဆိုအလကားပြောတာလက်ကားပြောတာနော်ပိဿချင်းတက်တက်ချစ်တဲ့လူရှိပါမလားဒီလက်ကားလျှောက်ပြောတာနော်သူမြင်ကြီးနဲ့တွေ့ခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့မနာလိုစိတ်တွေဖြစ်တယ်အဲ့ဒါကချစ်ချင်းပဲမေတ္တာကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီပိုင်ဆိုင်လိုမှုရယူလိုမှုလုံးဝမပါတာသူကြီးပွားပါစေဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေဒါလေးသက်သက်ပဲဆိုတော့မေတ္တာရဲ့သဘောကအေးချမ်းတာပေါ့ဒါကြောင့်မလို့ပြိဿရဲ့လောကမှာမေတ္တာဓာတ်တွေအားကောင်းလာရင်အကုန်လုံးအေးချမ်းမှုတွေပဲမေတ္တာအစားဒေါသတွေအားကြီးသွားရင်မေတ္တာကအကျိုးလိုလားခြင်းလို့အဓိပ္ပာယ်ရဘာလို့အဓိပ္ပာယ်ရလဲမေတ္တာကအကျိုးကိုလိုတာကချစ်တာကပိုင်ဆိုင်လိုတာရယူလိုတာပဲလုံးဝ different ပဲအများကြီးခြားနာတယ်မေတ္တာကအကျိုးလိုလားဆိုသူအကျိုးကိုလိုလားခြင်းသက်သက်ပဲ
အကျိုးလိုလားတယ်လို့ပြောလို့ရှိရင်ပရိသတ်ရဲ့ကာယကံနဲ့အကျိုးလိုလားရင်ကာယကံမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝစီကံမေတ္တာစိတ်ကလေးနဲ့အကျိုးလိုလားရင်မနောကံမေတ္တာဒါကြောင့်လက်တွေ့ဘဝထဲမှာကိုလေခုနှစ်ရင်ကြာရှစ်ရင်ကြာအတန်ပြဲကြီးနဲ့မေတ္တာပို့မှမဟုတ်ဘူးသူ့အကျိုးဆောင်နေရင်ကိုသူ့အကျိုးဆောင်နေသူစကားလုံးလေးနဲ့အကျိုးလိုလားမေတ္တာပဲတချို့လည်းမေတ္တာတွေပို့တယ်မနေ့၄နာရီခွဲလောက်ကြည်ထားပြီးတော့အတန်ပြဲကြီးနဲ့လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြတ်ပါစေဥပယံပေကင်းစင်ဝိငြိမ်းကြပါစေအတန်ပြိုင်နဲ့အော်ပြီးမေတ္တာပို့တယ်ရှေ့ကကြွက်ကလေးဖြတ်ပြီးတော့ကျေးဇူးမုန်းနဲ့ကောက်ပေါက်တော့လုံးစုံများစွာတတ္တဝါခွက်ကနေစထူးကြလဲပို့လိုက်တာတော့ဟိုနေအင်ကြားရှိအင်ကြားအတန်ပြိုင်နဲ့အော်တယ်ကြွက်ကလေးဖြတ်ပြီးကျေးဇူးမုန်းနဲ့ကောက်ပေါက်တယ်အဲ့မေတ္တာရောက်ပါမလားမေတ္တာဆိုတာအာယုံပြုတ်ပြီးတော့ပို့နိုင်မှရောက်တယ်နော်အာယုံမပြုတ်ပဲပို့ရင်မရောက်ဘူးတဲ့အဲ့တော့အာယုံပြုတ်နိုင်ပြီးအာယုံပြုတ်ပြီးတော့ပို့မယ်ဆိုရင်ဒီကနေအမေရိကကိုသွားမယ်ဆိုရင်တစ်ခါကျရင်လေရင်73နာရီ16နာရီလောက်စီးရတချို့ဆိုရင် transit နဲ့တဆင့်သွားရင်3ရက်လောက်သွားရအဲ့ဒီအမေရိကမှာနေတဲ့လူကိုဒီကနေပြီးတော့မေတ္တာလှမ်းပို့ရင်ရောက်နိုင်လားမရောက်နိုင်ဘူးလားဘာနဲ့ပို့မှာပါစနဲ့ပို့အောင်အာယုံလေးပြုတ်ရင်ရောက်နိုင်လားမရောက်နိုင်ဘူးလားသူမျက်နှာလေးမြင်အောင်ကြည့်သူမျက်နှာလေးမြင်အောင်ကြည့်တကယ်ကြီးပွားပါစေချမ်းသာပါစေစိတ်ကလေးနဲ့သာလင်ပို့အဲ့ဒီမေတ္တာသူခံစားရသူကလည်းကိုဘလောက်ဝေးဝေးမေတ္တာကရောက်တယ်ဆိုတော့အကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပို့ရင်မေတ္တာကလေအာယုံပြုတ်ပြီးပို့မှရောက်တယ်နော်အာယုံပြုတ်ပြီးမပို့နိုင်မရောက်ဘူးကိုတို့နိုင်ငံမြန်မာတိုင်းနိုင်ငံမှာအခုလူတွေကဒေါသတွေများနေတာမေတ္တာတွေများနေတချို့ဆိုရင်အာယုံပြုတ်လိုက်တာနဲ့မုန်းနေတဲ့သူရှိလားမရှိဘူးလားသူ့ကိုမုန်းတာမပြောတော့ဘူးနော်နိုင်ငံရေးတွေပါမှာသူ့ကိုပို့ကြည့်စမ်းရလားဘာလို့မရောက်တာစိတ်ကိုကအမုန်းတက်ခံနေများနေလားမများနေဘူးလားဒေါသတွေမကျေနပ်ချက်တွေအဲ့ဓာတွေနဲ့အာယုံပြုတ်လိုက်ရင်ဘလို့မှမေတ္တာစိတ်မရောက်တော့ဟိုလူကအေးအေးဆေးဆေးပဲတို့တွေကဒေါသတွေပူးနေတာနော်ကိုရီးယားမေတ္တာအစစ်တွေမပို့နိုင်ဘူးလေမေတ္တာမပို့နိုင်တော့အေးအေးဆေးဆေးပဲဟိုမရောက်ဘူးတကယ်သာမေတ္တာအစစ်တွေပို့နိုင်တယ်ရောက်ကိုရောက်တယ်အခုတော့မေတ္တာအစစ်တွေမပို့တော့မရောက်တော့ကိုရီပဲဒေါသစိတ်တွေနဲ့ပူပါလားမပူပါဘူးလားဒါတကယ်မေတ္တာအစစ်နဲ့ပို့ကြည့်ပါရောက်ကိုရောက်ပါတယ်ဆိုတော့မေတ္တာသည်အာယုံပြုတ်ပြီးပို့နိုင်မှရောက်တယ်အာယုံမပြုတ်ဘဲနဲ့ပို့လို့ရတော့လေဗဇက်ကအတန်ပြိုင်နဲ့ဝစီကံမေတ္တာတော့ဖြစ်ကောင်းဖြစ်မယ်အစွမ်းတော့ထက်မှာမို့ဘုန်းတို့စာပေကဥပမာဘာနဲ့ပေးလဲဆိုရင်တဲ့မေတ္တာရဲ့သဘောကပင်လယ်လိတ်တီနဲ့အတူတူပဲတဲ့ပင်လယ်ထဲမှာရှိတဲ့လိတ်ကြီးတွေကလေဥလို့ရှိရင်ပင်လယ်ထဲမှာမဥတောင်ပြင်ပေါ်တက်ပြီးတော့ဥပြီးရင်သူဥထားတဲ့ဥလေးကိုသဲလေးရက်ပြီးတော့ဖုံးသွားတယ်ဖုံးပြီးလို့ရှိရင်ပင်လယ်ထဲပြန်ဆင်းသွားပင်လယ်ထဲရောက်မှသူဖုံးထားခဲ့တဲ့နေရာကဥကိုအာယုံပြုတ်ပြီးတော့မေတ္တာနဲ့ဖောက်ထားကြက်တွေဝက်ဘဲတွေလို့ဝစ်ပြီးတော့ဖောက်တာမဟုတ်ဘူးနော်အနှွေးတက်နဲ့ဖောက်တာမဟုတ်ပင်လယ်ထဲကနေသူမြုပ်ထားတဲ့နေရာကိုလှမ်းပြီးတော့အာယုံပြုတ်ရဖောက်တယ်အဲ့ဒါအချိန်တန်တော့ဥကပေါက်ပြီးရင်အဲ့ဒီကလေးတွေလိတ်ကလေးတွေပင်လယ်ထဲဆင်းသွားအမေကြီးနဲ့ပြန်တွေ့စာပေအဲ့လိုဖွင့်တယ်အဲ့ဒီဥကိုတရားယောဂများဖော်ပြီးတော့တခြားနေရာမှာသွားပြီးမြုပ်လိုက်လို့ရှိရင်အဲ့ဒီလိတ်ဥမပေါက်တော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့နေရာလွဲသွားလို့ဘာဖြစ်လို့လဲမေတ္တာကအဲ့လိုပဲတဲ့အာယုံပြုတ်ပြီးမပို့နိုင်ဘူးဘလောက်ပဲပို့ဖို့မရောက်ဘူးဆိုတော့အာယုံပြုတ်ပြီးပို့ဖို့လိုလားမလိုဘူးလားကြောင့်ပရိသတ်အကျိုးလိုလာတဲ့မေတ္တာတတ်တဲ့အာကောင်းနေမှလောကကြီးကငြိမ်းချမ်းတဲ့မေတ္တာရဲ့အာမပြုတ်ပဲနဲ့မေတ္တာအာမရှိပဲနဲ့နေလို့ကတော့လောကကြီးဆင်းရဲတာတွေနဲ့ပဲကြုံရမယ်မေတ္တာကအကျိုးလိုလာတဲ့စိတ်ဒေါသကပျက်စီးအောင်လုပ်တဲ့စိတ်ဖြက်စီးတဲ့စိတ်ဆိုတော့ဒေါသတွေအာကြီးလာရင်ကိုလည်းပျက်စီးအောင်လုပ်တယ်သူများကိုလည်းဖြက်စီးတယ်ဒီစမ်းဒေါသဖြစ်လာရင်ကိုအရင်ပျက်စီးလားမပျက်စီးဘူးလားကိုစဉ်းစားကြည့်လေစိတ်တွေတိုလားမတိုဘူးလားဟုတ်ခဏတိုလားမကြတိုလားစိတ်ကလေဆက်တိကိုမခံတာနော်နည်းနည်းလေးမှအထိမကအခုဆိုပိုးဆိုးတယ်ရန်ကုန်ကလူတွေလေနည်းနည်းလေးပခုံးချင်းဝင်တိုက်သွားရင် sorry မပြောတော့မျက်ထောင်နီးနဲ့မင်းဘာလဲကွာထိုးမယ်ကြိတ်မယ်ပဲဖြစ်
မေတ္တာအားကောင်းလို့လားဒေါသအားကောင်းလို့လားဒေါသအားကောင်းတော့သိမခံနိုင်တော့ဆက်ဆက်ထိမခံတဲ့စိတ်တွေအိုးဒေါသတမကိုလည်းပျက်စီးအောင်လုပ်တယ်သူများကိုလည်းပျက်စီးစေတယ်ဆိုတော့ဒေါသတွေလျှော့ဖို့လိုလားမလိုဘူးလားတရားမပရိသတ်ရဲ့မြတ်စွာဘုရားရှင်စာပေမှာတော့လေမေတ္တာမျှမှချမ်းသာရ၏ဆိုတဲ့ကြီးပွားချမ်းသာခြင်းတဲ့သူတွေဟာတဲ့ပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရအောင်ယူရတယ်ပုဂ္ဂိုလ်ဘယ်နှဦးလဲပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရနေမှပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာနဲ့မျှနေမှချမ်းသာတယ်တဲ့မိခင်ဖခင်အိမ်ရှင်ဇနီးသမီးနှင်းသားအလုသားနဲ့အိမ်နာနေခြင်းလဲနေခြင်းကမဇာဆောင်စံအဆောင်နှစ်ပါးဆရာထေမွန်းသီလဝံဤသူတို့အားတအားပေးကံလေးမြတ်ကိုရောပူဇော်သောအာမေတ္တာပွားမှုထိုသူတို့ကမေတ္တာမြတ်မှချမ်းသာရ၏မိခင်ဖခင်အိမ်ရှင်ဇနီးသမီးနှင်းသားအလုသားနှင့်အိမ်နာနေခြင်းလည်းနေခြင်းကမဇဆောင်ကြအဆောင်နှစ်ပါးဆရာထေမွန်းသီလဝံဤသူတို့အားတအားပေးကံလေးမြတ်ကိုရောပူဇော်သောအာမေတ္တာပွားမှုထိုသူတို့ကမေတ္တာမြတ်မှချမ်းသာရ၏ជីវချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရရမယ်ပုဂ္ဂိုလ်ဘယ်နှဦးရဲ့နံပါတ်1ကမိဘ2ပါးနံပါတ်1ကနံပါတ်2ကအိမ်တွင်းသူတွေနံပါတ်2ကအိမ်တွင်းသူဆိုအိမ်တွင်းနဲ့ကိုပြောတာမို့အိမ်ထဲမှာကိုယ်နဲ့အတူတူနေတဲ့လင်းယောက်ျားဇနီးမယားသမီးသားအလုပ်သားအဲ့ဒါကိုအိမ်တွင်းပုဂ္ဂိုလ်လို့ခေါ်နံပါတ်2ကအိမ်တွင်းပုဂ္ဂိုလ်နံပါတ်3ကပတ်ဝန်းကျင်နံပါတ်4ကအဆောင်နတ်နံပါတ်5ကသူတော်ကောင်းဘယ်နှမျိုးလဲအဲ့ဒီ5မျိုး5ပုဂ္ဂိုလ်5ဦးရဲ့မေတ္တာကိုရနေအဲ့ဒီပုဂ္ဂိုလ်ချမ်းသာပြီတဲ့ကြီးပွားပြီတဲ့ညမျိုးမဲ့မိဘ2ပါးရဲ့အိမ်တွင်းပုဂ္ဂိုလ်ရဲ့ပတ်ဝန်းကျင်ရဲ့အဆောင်နတ်ရဲ့သူတော်ကောင်းရဲ့ဘယ်နှမျိုးလဲဆိုမိဘ2ဖြာမြတ်မေတ္တာခံယူနိုင်မှချမ်းသာရာမိဘ2ဖြာမြတ်မေတ္တာခံယူနိုင်မှချမ်းသာရာဘေကဝေจิตจิตသမီးတို့ဣလဤလောက၌ကုလဗုဒ္ဓအမျိုးကောင်းသားအမျိုးကောင်းသမီးအတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာမာတာပိတရောမိဘ2ပါးတွေအပေါ်မှာတက္ကရောတိအယုသေးပေတဲ့ကရုံကရောတိအလေးမြတ်ပြုတဲ့မာနေတိမြတ်မြတ်နိုးနိုးရှိတဲ့ပူဇော်တိပူဇေတိပူဇော်လေးရှိတဲ့တတ္တမာတာပိတာနုကံပေအဲ့ဒီလိုမိဘ2ပါးပေါ်ပြုစုဆုပ်ကြွေလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်တွေဟာဟုတ်တိယေဝါကြီးပွားဖို့ပဲရှိတဲ့နောပါရိဟာရိယာနိဆုပ်ယုတ်ခြင်းဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမေတ္တာမြတ်မှချမ်းသာရ၏ပရိသတ်ရဲ့ဗတရားជីវချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေတဲ့ပုဂ္ဂိုလ်5ဦးရဲ့မေတ္တာကိုရအောင်ယူနံပါတ်1ကမိဘ2ပါးရဲ့မေတ္တာဘသူတွေရဲ့မေတ္တာမိဘ2ပါးရဲ့မေတ္တာရအောင်ယူဆိုအမေတို့ဖေတို့သားတို့သမီးတို့မေတ္တာပေးပါလို့သွားတောင်းလို့ရပါမလားမေတ္တာဆိုတာအလဲအသွားအပြန်ရှိတယ်သိတတ်မှအတိမတ်ပြုတယ်ဟုတ်တယ်သိတတ်ရမယ်နော်မသိတတ်ပဲနဲ့အတိမတ်ပြုခံလို့ရပါမလား။အော်ကိုကအရင်သိတတ်မှသူတို့ကအတိမတ်ပြုတာမိဘတွေဆိုတာမမျော်လင့်ပေမဲ့သိတတ်တဲ့သာသမီအပေါ်ပို့ပြီးတော့မေတ္တာတတ်တွေရလားမရဘူးလား။အော်အတိမတ်ပြုခံခြင်းသိတတ်ရမယ်တချို့ကမသိတတ်ဘူးလေ။ကျို့ကဘလို့တွေးတယ်မှတ်တယ်။အော်အဖေတို့အမေတို့ပြည့်စုံနေတာပဲ။တို့မပေးလဲရတယ်တို့မကြွားလဲမကြွေးလဲရတယ်တို့မသွားလဲရတယ်ဆိုတဲ့လူတွေလည်းရှိတယ်။ပြည့်စုံတာမပြည့်စုံတာသူတို့အပိုင်တိတ္တရမှာကိုအပိုင်ပြည့်စုံတာသူတို့အပိုင်လေတိတ္တရမှာကသူတို့အပိုင်ကိုအပိုင်ပဲဩ
မိဘတွေကတိတတ်မှုပဲလိုတော့တာပြီးစုံနေတဲ့မိဘတွေကပြိဿရဲ့ဘာပေးပါညာပေးပါဆိုတာတဲ့ဩတရင်ကျွလာကြတော့တဲ့ဩဘယ်ချင်းဘယ်နေ့ဆိုလာတော့အဖေတို့အမေတို့အတွက်ဆိုရင်ဟင်းလေးချက်ပြီးတော့လာပို့တာအစားသူမချက်စားနိုင်တာမဟုတ်ဘူးဩငါသားလေးတိတတ်လိုက်တာငါသမီးလေးတိတတ်လိုက်တာဆိုတဲ့တိတတ်တဲ့စိတ်ကလေးနဲ့အတိမတ်ပိုပြုတ်လားမပြုတ်ဘူးလားခုတော့အမေအိမ်ရှိရင်ယူစားကိုရှိတော့ဖွက်ထားတချို့တွေအဲ့လိုပေါ့နော်ညမလို့လေမိဘတွေရန်တိုက်ပေးတာမဟုတ်အမွေခွဲရင်လည်းအကုန်မခွဲနဲ့အထုပ်လေးခြံခြံထားနော်အကုန်မြန်းခွဲလိုက်လို့ရှိရင်လေအဲ့အမွေပြဿနာအမွေပြဘုန်းကမေတော်ကြီးရှိသေးတယ်အသက်84နှစ်ဒီနေ့ပဲဒီနေ့အမှန်ကတော့ပွဲပန်းတယ်ပွဲပန်းဆိုမနေ့4နာရီခွဲတဲ့ကစားပြီးတော့ဆရာတော်တက်တော်48နှစ်ကတပတ်ခါဆို15ရက်နေ့ဆိုဆရာတော်မွေးနေ့ဘုံမွေးနေ့က January 15ရက်ဒီနေ့73ရက်ဆိုတော့အမှန်ဒီနေ့မနေ့4နာရီခွဲထပြီးတော့48နာရီကြာပဋ္ဌာန်းဖွင့်ပွဲလုပ်ခဲ့ပြီးလို့ရှိရင်9နာရီသိမ်ဝင်သိက္ခာတက်ရှိတော့သိမ်ဝင်ခဲ့တဲ့မော်ဦးရည်စဲချတရားဟောပြီးတော့ဆွန်းစားပြီးတော့1နာရီခွဲကနေထွက်ပြီးတော့မောင်းလာဒီကိုပျော်ပွဲဝင်တော့9နာရီခွဲဝင်နော်မသေးလို့ရောက်လာတာပေါ့အမြန်မောင်းလာတာနော်အဲ့တော့မေတော်ကြီးကကျောင်းမှာရောက်နေပြီဆိုတော့အမေကိုဘုံကစင်ပေးထားတာပေါ့အမေဘုန်းကြီးရတာစင်ပေးထားတာအမေရှိရောက်လာတော့ဘုန်းကြီးပစ္စည်းမဟုတ်တော့ကျန်တဲ့သားသမီးတွေကမျက်စောင်းလေးထိုးခြင်းအမေပိုင်တယ်ဆိုငါတို့လည်းရမယ်ဆိုတဲ့သဘောတွေရှိတယ်သိလားသားသမီးတွေကလေဒါကြောင့်ရန်တိုက်ပေးတာမဟုတ်မိဘနှစ်ပါးကသားသမီး10ယောက်ဘိုက်ဝအောင်ကျွေးနိုင်တယ်လုံလောက်အောင်ပြုစုနိုင်ပေမဲ့သားသမီး10ယောက်ကြတော့မိဘနှစ်ပါးအလဲကြတော့လုံလောက်အောင်ကျွေးနိုင်လားသူ့လက်ညှိုးတို့ကိုယ်လက်ညှိုးတို့လှုပ်လားမလှုပ်ဘူးလားကြည်သူတို့အလဲကြတော့မင်းတာဝန်ငါတာဝန်လှုပ်တယ်ဟိုကမိဘနှစ်ပါးသားသမီး10ယောက်ကြတော့ဝမ်းဝအောင်ကျွေးနိုင်တယ်ပြည့်စုံအောင်လှုပ်ပေးနိုင်တယ်သူတို့အလဲကြတော့အဲ့လိုမရှိတော့ဒါကြောင့်မလို့မေတော်ကြီးတို့စင်ပေးထားတယ်ခမဲတော်ကြီးကဘုံကိုရီးယားသွားတဲ့အချိန်ဆုံးသွားတယ်အဖေက80အသက်80အဖေကအသက်80ကိုရီးယားသွားတဲ့အချိန်ဆုံးသွားတိုက်ဆိုင်ခမဲတော်ကြီးဆုံးတဲ့နေ့ကဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးလှုပ်ကြံခံရတဲ့နေ့တိုက်ဆိုင်တယ်အဲ့တော့မှားတာလွယ်တာပေါ့အဖေဆုံးတဲ့နေ့ဆိုအာဘေးလှုပ်ကြံတဲ့နေ့ပေါ့ရှင်ဇိုအာဘေးလှုပ်ကြံတဲ့နေ့မှတ်တာအဲ့တော့အဖေကဒါပေမဲ့ကံကောင်းတာခမဲတော်ကြီးကလုံးဝတတိလွတ်မသွားဘူးဝေဒနာမခံစားရဘူးဆုံးကံဤတတိလက်လွတ်ဖြစ်မသွားဘူးဆိုသူ့ဘဝလေးကစိတ်ချသွားအဲ့တော့အမေတယောက်တည်းရှိတော့အမေကိုအားပြုတယ်အမေအိမ်လို့ကျောင်းမှာခေါ်ထားတယ်မနေနိုင်ခမဲတော်ကြီးလည်းမနေနိုင်ဘူးရွာမှာပဲတပည့်တော်ကဖရာတဲ့ရှင်ဘုရားရှိမနေနိုင်ဘူးတဲ့သိရင်ရွာမှာပဲခေါင်းချမှာဆိုရွာအစွဲလေးတခါကြီးပြောတခါကြီးရဲ့လို့သိရင်ရွာမှာပဲခေါင်းချမယ်ဆိုရင်လေသေကာနီးရွာပြန်ပို့ပါမယ်လို့ကျောင်းမှာလာနေပါလို့မနေနိုင်ဘူးမြေးတွေကြားထဲမှာပဲတန်ရောစင်တွဲပြီးတော့နေတဲ့အဖေနဲ့အမေကိုလည်းစင်ပေးထားတယ်လက်ကိုလည်းစားလည်းစင်ပေးထားတယ်အဲ့ဒါကျန်တဲ့ညီကိုမောင်နှမလည်းသူကပြည့်စုံရှိထားပြီသားသူတို့ပြောတယ်ဒီအိမ်ရဲ့အမေပိုင်ဆိုင်မှုတွေကအမေကိုတလုံးပြုစုလုပ်ကြွေးတဲ့သူရမှာပဲလို့ဒီလိုပြောထားနော်မပြုစုတဲ့လူမရဘူးလို့ပြောထားတော့အဲ့ဒါလေးမျောလင်းချက်လေးနဲ့အမေနာမှာတော့အခုတော့ရှိတော့ရှိနေသေးတာချုပ်ထားရတာသာသမီကြီးနောက်မှပရိသတ်မိဘတွေရှိရအမွေဆိုရင်ကိုရတာမပေးနိုင်တာအမေအိမ်လို့ဖြစ်သွားပြီအမေပစ္စည်းလို့ဖြစ်သွားပြီသူတို့ဝယ်ပေးစီမေးထားတာလားဆိုတော့မဟုတ်ဘူးဆရာတော်စင်ပေးတာဒါပေမဲ့အမေလက်ထဲရောက်တော့သူတို့ပါဆိုင်လာပြီဆိုတော့လှုပ်ချင်ကြတာတရားလူတွေမပြောပါဘူးကိုတိုင်ဦးကလူတွေပြောပါတယ်နော်အဲ့တော့တခါကြတော့မိဘတွေဘက်ကကြည့်လို့ရှိရင်အရွယ်ရောက်လာတဲ့သူတို့သားသမီးတွေစောင့်ရှောက်တဲ့အချိန်တိုင်းခွဲခွာသွားကြတယ်တချင်းတွေကလို့ဆလဝင်အိုးလေးလို့ပေါ့နော်အသေးအိမ်တော်နေကြပြီကြံခဲ့တာအမေနဲ့အဖေနှစ်ယောက်ပဲကြံတော့ဒါကြောင့်မလို့အိမ်တော်မပြုတ်တဲ့အပြိုကြီးတွေလူပြိုကြီးတွေနဲ့နေရတဲ့မိဘတွေကကံကောင်းတယ်လို့ပြောအောင်နော်သူတို့အပြိုကြီးလူပြိုကြီးတွေကအမေတို့အဖေတို့အသက်တက်ဆုံးပြုစုနိုင်တယ်လေအိမ်တော်မြိုင်းကြသွားတော့ဟိုဘက်တည်းကသူတို့တာဝန်နဲ့သူတို့ဆိုအမေတို့အဖေတို့လှဲ့တော့မကြည့်နိုင်ဘူးနော်ဟိုဘက်သားသမီးတွေပဲရောက်ပါ
ဒီဘက်ကိုမလဲနိုင်ဒါကြောင့်မလို့တခါကကြရင်မိဘတွေအတွက်ကလည်းပဲအိုဇာတာကောင်းဖို့လဲလိုလားမလိုဘူးလားအိုဇာတာကောင်းဖို့ဆိုတော့သာသမီယရနာရှိဖို့လဲလိုတယ်လေသိတတ်တဲ့သာသမီတွေရှိရမယ်အဲ့ဒါမှအတိမတ်ပြုခံရမယ်ကိုအဖေအရွယ်ရောက်လာတဲ့အခါမှာအဖေတန်ဖို့သိတော့တာကိုအမေအရွယ်ရောက်လာတဲ့အခါကျမှအမေတန်ဖို့သိတော့တာဆိုတော့မိဘတွေရဲ့တန်ဖို့ဆိုတာအဖေအရွယ်အမေအရွယ်ရောက်မှသိအဇာတတကြားဘူးလားအဇာတတကသူ့ရဲ့အဖေကဘယ်သူလဲဗိမိတာရနော်ဗိမတာရမဟုတ်ဗိမိတာရဗိမိတာရကမွေးတဲ့အဇာတတအဇာတတကပြိဿရဲ့ဒါကြောင့်မလို့အမိပိုက်ထဲကနေစပြီးတော့ဒုက္ခပေးခြင်းတဲ့သာသမီကဘိုက်ထဲကစဒုက္ခပေးတာလေရောက်မတချို့ကလေခြေရတိုင်းတာမိဘတွေနဲ့တချို့ကိုယ့်ကိုစူးစမ်းတော့ကြီးပွားလာတဲ့သာသမီတွေရှိတယ်အရွယ်ရောက်လာတဲ့အခါကျသူ့ဘဝလေးသူရက်တည်နိုင်တော့အမေတို့ကကျွန်တော်ကိုဘာလုပ်ပေးလို့လဲအဖေတို့ကကျွန်တော်ကိုဘာလုပ်ပေးလို့လဲကျွန်တော်ဘာဒီလိုဖြစ်အောင်ကြိုးစားရတာလဲအဲ့လိုစိတ်တွေဝင်လာဆရာတော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးဘုံဘုံကိုယ်တိုင်လည်းကိုယ်ဆင်းရဲတဲ့အတိုင်းဝမ်းဆင်းရဲတာဆင်းရဲတော့လေဘဝနာစာကြိုးစားတယ်ကိုဓမ္မစီရတွေအောင်ပူဇော်ပွဲတွေရောက်လာတဲ့အခါကျမိဘနှစ်ပါးခေါ်နိုင်ငံတော်အခမ်းအနားတွေတက်ခွင့်ရအဲ့တော့သတ္တနာဘဝကလေမိဘတွေကမထောက်ပံ့နိုင်တဲ့အခါကျကိုယ့်ကိုကြိုးစားမှုနဲ့တရားဓမ္မဘုံစိတ်ထဲမှာအဖေကတာဝန်မကျေဘူးအဖေကငါအပေါ်မှာလဲမိသားစုပေါ်လဲတောင်းအဲ့ဒီအတွေးဝင်တာနောက်တော့စာတွေဘာတွေဖတ်လာတဲ့အခါကျငါကသိတဲ့အရွယ်ကြမ်းမှငါကြိုးစားတဲ့ပုံစံမျိုးပြစ်လာတာငါအမေပိုက်တဲ့ကနေပြီးတော့အပြင်ရောက်အောင်အဲ့ကာလကိုသိလားမသိသေးဘူးနော်အပြင်ရောက်ပြီးတာတော့မှလေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်အထိကိုယ့်ကိုရက်တည်လို့ရလားအဖေတို့အမေတို့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ရှိခဲ့တာပဲဒါကြောင့်မလို့အဖေတို့အမေတို့ကျွန်တော်ကိုဘာလုပ်ပေးတယ်ဆိုတော့အတွေးတွေဝင်တိုင်းအမေဘိုက်တဲကနေအပြင်ရောက်တဲ့အထိရောက်တဲ့အချိန်ကာလကိုပြန်စဉ်းစားကြည့်အမေပိုက်တဲ့ကနေလူဘဝမွေးလာတဲ့ကာလလေးတွေးရင်တော့စရမယ့်ကျေးဇူးတွေကုန်နိုင်လားမကုန်နိုင်အဲ့လိုတွေးလိုက်ရင်နာနေတဲ့စိတ်ကလေးတွေကြည်သွားတယ်နာနေတဲ့စိတ်ကလေးပြေသွားတယ်အမေပိုက်တဲ့ရောက်မှတော့အပြင်ရောက်ဖို့နေရင်တတပြိတ္တရဲ့အမေကိုကြည်စမ်းမအောင်ဒီဘိုက်မှာဝမ်းတွဲမှာလွယ်ထားရတဲ့ကိုဝင်ဘယ်လောက်လွယ်တယ်ကိုလာလွယ်ဆယ်လဖွာတချို့ကြတော့9လနဲ့ဖွာတော့ကြောင်တောင်လေးတွေရှိလားမရှိဘူးလာမပြည့်ပဲမိုးတဲ့ကောင်နေနော်ကိုလာလေဆယ်လဖွာဗျာနော်ကိုလာလွယ်ထားရတဲ့ဆယ်လမြောက်မှာဖွာတယ်ဒါကြောင့်မလို့တို့တွေရမ်းခံလို့ရှိရင်19နှစ်နဲ့3လဆိုရင်ရမ်းမှန်ဆိုအသက်20မှာရမ်းခံတိုးတော်လည်းပဲကိုဝင်တွေကလာကိုပါတွက်ပြီးတော့19နှစ်နဲ့3လဆိုရင်ရမ်းခံလို့ရပြီဆိုတော့နော်အမေကိုမေးကြည့်ပါဦးဒီ6လကြီးမှာဒီကိုဝင်ကြီးကိုလွယ်တာတက်တောင့်တက်တာရှိရဲ့လားလို့တက်တောင့်တက်တာလားပင်ပင်မမှန်လားနော်မပြတ်ကြတော့ကိုဝင်တစ်ခုမဖြစ်အောင်အမေတို့မှလေဘယ်လောက်ထိပင်ပင်မမှန်နေရလဲတခါခါကျရင်သွားကျင်သူမသွားရစားကျင်သူလို့မစားရထိုင်နာထတာအစားမယုံသိစကားဒီကိုဝင်ကြီးနဲ့များရတောတွေမှာအိမ်သာတက်ရင်တော့ဘလို့တက်ကြလဲလို့ဓာတ်ခံနေတာလေးဘိုက်ကြီးလေဟိုတအားစားရင်ဝါတဲ့လူတွေတောင်စောင်းကြောင်ထိုင်လို့အစဉ်ပြေပါမလားပတ်စံချမ်းသာရင်လေအသက်ရွယ်ကြီးလာတဲ့အဖေတို့အမေတို့အတွက်ဘိုးထိုင်အိမ်သာလေးလုပ်ပေးကြပါဗမာထိုင်နေထိုင်ရတာအဆင်မပြေဘူးအသက်ရွယ်ကြီးလာရင်ဒီဒူးကပိုနာတယ်လေမထနိုင်တော့ဘူးဘိုးထိုင်လေးဆိုတော့တက်တောင့်တက်တာလေးရှိလားမရှိဘူးလားအဲ့ဒါလေးလုပ်ပေးကြပါမင်းတို့ကိုခန္ဓာကိုယ်ကြီးကြီးထွားလာမှအိုလာမှပိုသိလိမ့်မယ်ကြည်စမ်းဒီခန္ဓာကိုယ်ကြီးကိုဝင်မပေါ့မပါးကြီးနဲ့နေရတာပင်မလိုက်တာဒါတော့ပရိသတ်ရဲ့အထက်ကနေတဲ့ကလေးကလေကောင်းကောင်းမနေဘူးနော်9လလောက်10လလောက်ကြာတော့ဟိုဟာလေးစားခြင်းလို့ခြင်ပေါင်းလေးစားခြင်းလို့မဲဇက်ပွဲလေးသွားသိခြင်းလို့ဆိုပြီးတော့အထက်ကကလေးကခြင်ချင်းတက်တော့အမေလို့သူကအဆက်ဘယ်တော့မှမစားတဲ့အမေကငရုတ်သီးတွေစားခြင်းစိတ်တွေပေါက်လားမပေါက်ဘူးလားခြင်တုပ်တွေစားခြင်းစိတ်တွေပေါက်လားမပေါက်ဘူးလားခြင်ချင်းတက်တယ်ဆိုတာပြိဿရဲ့အမေစားခြင်းလားအထက်ကကလေးတောင်းတာလားအ
ထဲကသွေးသားတောင်းတာအဇတတကိုဝင်ဆောင်ထားတော့လေအထဲကအမေပိုက်ထဲကအဇတတလောင်းလျာလေးကအမေကိုချင်းချင်းတောင်းတာဘာတောင်းနေမှတ်လဲအဖေရဲ့လက်မောင်းသွေးကိုတောက်ချင်တာညာအထဲကကလေးကတောင်းတော့အမေလို့သူကကျမပါဇက်ထဲမှာရှင့်သွေးကိုတောက်ချင်ဟာတောက်ချင်တိုက်ရမှာပေါ့ငါသားပဲဆိုရင်ဗိမိသာရကလက်မောင်းသွေးဖောက်ပြီးတိုက်တာပုံနာတော်ရပြောတယ်ရှင်မင်းကြီးဒီကလေးကအဖေကိုပြန်တတ်မဲ့ကလေးဆိုအမေကလေကိုဝင်ပြက်ကြောင်တောင်ပေါ်ကနေလှိမ့်ချတာဘယင်ကြီးကသိတော့မလောက်ကောင်းဘူးမလောက်ရဘူးငါသားဘလို့ပဲပြင်ငါရအောင်မွေးမယ်မွေးတော့အဇတတလေးအပြင်ရောက်လာတဲ့အခါကျတော့အမျိုးမျိုးမိဘကိုဒုက္ခပေးတော့လက်မှာခူနာပေါက်ငိုလိုက်တာနာလုံးလုံးအဲ့ဒါအဖေလှုပ်တဲ့ဘယင်ဗိမင်သာရကသားလေးခူနာလေးတက်တာအောင်ဆိုပြီးပါဇက်ကလေးနဲ့ငုံပေးအပူငွေလေးနဲ့ဆိုအနာလေးရတက်တာကလေးကအိပ်ပျော်သွားခူနာကပြီးပေါက်ပြီးတော့ပါဇက်ထဲကိုရောက်သွားပါဇက်ဖွင့်ပြီးထွေးလိုက်ရင်သားလေးနိုးသွားမှဆိုတော့အဲ့ဒီပြီးပုတ်ကိုအဖေလှုပ်သူကမြူချတာဘယင်ဗိမင်သာရအဖေလှုပ်သူရဲ့အဖေကျေစုအဲ့ဒါမသိဘူးအဇတတကအဖေကိုရှင်ဒေဝရနဲ့ပေါင်းပြီးတော့တတ်ဖို့အချိန်ချင်းကြိုးစားတာအဲ့ဒါသူ့သားလေးအဇတတသူ့သားလေးမွေးတဲ့နေ့ကြတော့မဟာသူ့သားကိုသူချစ်လိုက်တာချစ်လိုက်တဲ့အခါကျတော့အမေကိုသွားမယ်အမေကျွန်တော်အဖေဘယင်ကကျွန်တော်သားလေးကိုကျွန်တော်ချစ်တော့ချစ်ရလားဆိုငါသားပဲပြောကောင်းမလဲမင်းထက်ပိုချစ်တယ်မင်းခုနာပေါက်တော့အဖေလှုပ်တော့အဲ့လိုလှုပ်ခဲ့တာမင်းကိုဝင်ဆောင်တော့ကအဖေလက်မောင်းသေးတောက်ချင်တယ်ဆိုအဖေကဖောက်တိုက်ခဲ့တာအဲ့လိုပြောလိုက်တော့မှဟာအဖေရဲ့ကျေးဇူးသိပြီးတော့လွတ်လိုက်တော့လို့ပြောတော့စာပတ်ပြီးတော့ဓာခွဲခံထားရဲ့ဘယင်ဗိမင်သာရထောင်ထဲမှာဆုံးသွားအသက်မိသေးလားကိုအဖေဖြစ်တော့မှအဖေရဲ့တန်မိုးကိုသိလာတဲ့အခါကျတော့အချိန်နှောင်းသွားပြီးနောင်တဆိုတာနောင်မှရတော့တာပဲဆိုတော့မရတော့ဘူးကြည်စမ်းအဖေကိုတတ်ခဲ့တဲ့ပိတုကာတကအဖတတ်တဲ့ကံရှိခဲ့လားမရှိခဲ့ဘူးလားရှိခဲ့တဲ့အတွက်ကြောင့်နောင်တရပြီးတော့နောက်မြတ်စွာဘုရားနဲ့တွေ့တရားတွေရပြီးတော့ပထမသင်္ဃာယနာသာသနာပြုမင်းဖြစ်ပေမဲ့အဇတတတရားရမသွားဘူးသေတော့လည်းပဲငရဲရောက်သွားတယ်ဒါကြောင့်မလို့သားတို့သမီးတို့ညီငယ်ညီမငယ်တွေမင်းတို့အကုသိုလ်တွေဘလောက်ပဲလှုပ်လို့အကြီးဆုံးဖြစ်တဲ့ပင်စာနန္ဒရိယကံ၅ပါးတော့မကျူးမိစေနဲ့နော်ကျန်တဲ့အကုသိုလ်ကကုသိုလ်တတိရရင်ကုသိုလ်အားတွေအားကောင်းကောင်းနဲ့ကြော်လွှားလို့ရတယ်ခဏမေ့ထားလို့ရတယ်ဒုတိယဘဝမှာအပယ်မလားဘူးပင်စာနန္ဒရိယကံ၅ပါးတပါးပါးကျူးလို့မိရင်တော့ဒီဘဝမှာဖယားနဲ့တွေ့တော့ကယ်လို့ရသေးလားဒါကြောင့်ကိုယ့်ကိုဘလောက်ပဲမိုက်ဘလောက်ပဲအကုသိုလ်တွေကျွလွန်ပင်စာနန္ဒရိယကံတော့မကျွလွန်မိစေနဲ့သားတို့သမီးတို့ပင်စာနန္ဒရိယကံကျွလွန်တဲ့ကလေးတွေဒီထဲမှာပါလားလူကြီးတွေကဖြည့်တယ်ကလေးတွေကမဖြည့်ဘူးပင်စာနန္ဒရိယကံ၅ပါးဆိုတော့သိရောသိလို့လားလို့မေးတော့သိသလိုလို့မသိသလိုဗျာပင်စာနန္ဒရိယကံ၅ပါးဆိုတာမာတုကတကအမေကိုတတ္တကံပိတုကတကအဖေကိုတတ္တကံအရဟန္တကတကယဟန္တာကိုတတ္တကံလောဟိတုပ္ပတကဖယားကိုသွေးစိတ်တီအောင်လုပ်တဲ့ကံတန်ခဗေဒကတန်ခသင်္ခွဲတဲ့ကံဘယ်နှမျိုးလဲမမရမှတ်တာနော်အမေတတ္တကံရဲ့အဖေတတ္တကံရဲ့ယဟန္တာကိုတတ္တကံရဲ့မြတ်စွာဘုရားကိုသွေးစိတ်တီအောင်လုပ်တဲ့ကံရဲ့တန်ခဗေဒကရဲ့တန်ခသင်္ခဲတဲ့ကံဘယ်နှမျိုးလဲအခုမင်းတို့ကံကောင်းတာ၅မျိုးတည်းကလောဟိတုပ္ပတကဖယားကိုသွေးစိမ့်တီအောင်လုပ်တဲ့ကံတော့လို့မရတော့မရှိတော့ဘူး၄ပါးအဲ့ဒီ၄ပါးမကျူးလွန်မိစေနဲ့အခုကြောက်เสียနော်နိုင်ငံရေးပယောဂတွေထဲမှာကွန်မြူနစ်အတွေးတွေဝင်တဲ့အခါကျတော့အဖေကိုယ်တော်စွန့်ရဲတဲ့သူတွေရှိသွားပြီအမေကိုယ်တော်စွန့်ရဲတဲ့ရှိသွားပြီတန်ဃာအချင်းချင်းသင်ခွဲနေတာတွေရှိလားမရှိဘူးလားကြောက်เสียကောင်းတယ်နော်ချိန်ချောက်တာမဟုတ်ဘူးနော်ကံကံရဲ့အကျိုးစာအကျိုးမပေးခင်တော့သာသာယာရှိပေမဲ့အကျိုးပေးတဲ့အခါကျရင်ဘုရားကယ်လို့ရပါမလားအဇတတအဖေကိုတတ်ခဲ့တဲ့ကံသာမရှိရင်ဘုရားနဲ့တွေ့ရဲ့ကုတရားတွေနိဗ္ဗာန်ဝင်သွားမှာအဖေကိုတတ်ခဲ့တဲ့ကံလေးရှိနေတဲ့အခါကျမရတော့ဘူးတော့ဒါကြောင့်မလို့ရှိနေတော့မှတန်ဖိုးထားဖို့လိုလားမလိုလား
ပရိသတ်စားနိုင်တဲ့ပါဇက်ကလေးရှိနေတော့ကြွေးကြဇမ်းမှာခံယူနိုင်တဲ့လက်ကလေးရှိနေတော့ပေးကြဇမ်းမှာမစားနိုင်တော့မှမရှိတော့မှတောင်းတပြီးတော့လွမ်းနေတာတဲ့ဆိုင်ရှိနေတော့တန်ဖိုးထားလို့မလို့ဘောတန်ဖိုးထားဖို့လိုလားမလိုဘူးလား။ဒါဝင်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေမိဘနှစ်ပါးရဲ့မေတ္တာကိုရအောင်ယူဆိုတော့အိုးတိတတ်ရင်မေတ္တာရလားမရဘူးလား။အဲ့ဒါကြောင့်မို့လေအိမ်ရနှိုက်ဖို့ပဲမစင်စားနဲ့နော်ကိုရှိတာလေးတွေဥပြပြလေးတန်မိုးထားပြီးကြွေးကြစမ်းပါနော်အများကြီးကြွေးဖို့မဟုတ်တိတက်ရင်ကိုပြီးသွားပြီလေတိတက်ရင်ကိုပြီးသွားပြီဟင်းလေးတစ်ခွက်ဘဲဥလေးချက်တယ်အဖေတစ်လုံးလောက်ပို့ချက်ပြီးအဖေတို့သွားပို့လိုက်ဩဒါလေးကိုကြည့်ရတာနဲ့ကိုအဖေတို့မှအမေတို့မှပီတိတွေနဲ့လေဝမ်းသာလွန်းလို့အများကြီးပေးစရာမလိုတိတက်တဲ့စိတ်ကလေးရှိဖို့လိုလားမလိုဘူးလား။ရာဝန်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေနံပါတ်1မိဘနှစ်ပါးရဲ့မေတ္တာကိုရရမယ်။ဘယ်သူရဲ့မေတ္တာဆိုကြည့်ပါမိဘနှစ်ဖြာမျက်မေတ္တာခံယူနိုင်မှချမ်းသာရာမိဘနှစ်ဖြာမျက်မေတ္တာခံယူနိုင်မှချမ်းသာရာပရိသတ်ရဲ့မေတ္တာများမှာချမ်းသာရ၏ဆိုတဲ့တရားတော်အတိုင်းကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရအောင်ယူရမယ်နံပါတ်1ကမိဘနှစ်ပါးရဲ့မေတ္တာနံပါတ်1ဘသူရဲ့မေတ္တာနံပါတ်2ကအိမ်တွင်ပုဂ္ဂိုလ်တွေဆိုအိမ်တွင်သူများမေတ္တာအားရယူထားမှချမ်းသာရအိမ်တွင်သူများမေတ္တာအားရယူထားမှချမ်းသာယံဗုဒ္ဓဒါရဒါသကမ္မကရပောရိတေတကရောတိကရုံကရောတိမာနေတိပူဇေတိဗုဒ္ဓဒါရဒါသကမ္မကရပောရိတေဆိုတာအိမ်တွင်ပုဂ္ဂိုလ်တွေဆိုတာကိုယ်နဲ့အတူတူနေတဲ့လင်ယောက်ျားဇနီးမယားသမီးသားနဲ့အလုတ်သားအဲ့ဒါအလုံးဒီအိမ်တွင်ပုဂ္ဂိုလ်တွေပဲယောက်ျားရဲ့မေတ္တာကိုရအောင်ယူရမယ်မိန်းမရဲ့မေတ္တာကိုရအောင်ယူရမယ်မေတ္တာရအောင်ဆိုယောက်ျားရဲ့မေတ္တာပေးလို့သွားတောင်းလို့ရပါမလားမိန်းမရဲ့မေတ္တာပေးလို့ရပါမလားအဲ့တော့မိန်းမရဲ့မေတ္တာရဖို့ဆိုရင်မိန်းမကြိုက်တာလေးပေးပေါ့မိန်းမလက်စွပ်လေးလိုချင်ရင်လက်စွပ်လေးပေးနော်ဟန်းချိတ်လေးလိုရင်ဟန်းချိတ်လေးပေးရင်ချစ်တာပဲလေပေးရင်ပါတယ်တော့အလိုလိုမေတ္တာတွေကရပြီသားကာယကံမေတ္တာလေယောက်ျားလည်းအဲ့လိုပေါ့အလိုက်သိရမယ်ယောက်ျားအရက်လိုရင်အရက်ဝယ်ပေးလို့မတိုက်တွန်းဘူးနော်မတိုက်တွန်းကောင်းမပေးကောင်းဘူးအရက်အစားပါလေဘီယာလည်းအရက်ပဲလေနော်အဲ့ဒါလေးတည်းမလုကောင်းဘူးအရက်ကြိုက်တတ်တဲ့ယောက်ျားကိုအရက်လေးပြက်အောင်ဆွဲဆောင်နိုင်တန်ဖိုးရှိတာပေါ့နော်ယောက်ျားတွေကလည်းလောကမှာအခုပြိဿရဲ့အရက်မတောက်တဲ့လူမရှိသလောက်ပဲလားလို့နော်တောက်တာများလားမတောက်တာများလားတချို့လည်းပြောတယ်ခေကြီးရဗျာတဲ့မတောက်တဲ့မစားတဲ့အပေါင်းအသင်းတော်မရှိဘူးမင်းတို့ကတောက်တဲ့စားတဲ့မှာပေါင်းမယ်ဆိုရင်မပေါင်းနဲ့ပေါ့ကွာလို့နော်တောက်တဲ့စားတဲ့မှာပေါင်းမယ်ဆိုရင်အဲ့ဒါကမကောင်းတဲ့မိတ်ဆွေပဲပေါ့နော်အဲ့ဒါအဲ့လိုလေးရှိမှအပေါင်းအသင်းရှိမယ်ဆိုရင်တယောက်တည်းနေတတ်အောင်ကြိုးစားပေါ့အဲ့လိုပြောဒါပေမဲ့လည်းမရပါဘူးတောက်တဲ့လူကတော့တောက်တာစားစားမရှိတောက်เสียတော့ရှိတယ်နော်ဘီယာတွေအရက်တွေကတောက်လိုက်ကိုယ့်ယောက်ျားရဲ့မေတ္တာလေးရကျင်တဲ့ဆိုကိုယ့်ယောက်ျားအပေါ်အလိုက်သိဖို့လိုလားမလိုဘူးလားလင်းနဲ့မရလေ love is understanding နဲ့ love is understanding ကိုရီးယားမှာကျောင်းတက်တော့ကိုရီးယားကျောင်းသူလေးတယောက်ဘုန်းကြီးကိုလာပြီးတော့သိလား스님 사랑이라는 것이 뭐라고 합니까? 본이고 고리아로 라밋 스님 사신배야 사랑이라는 것이 뭐라고 합니까? 사랑스라 치고 뼈라 사랑해요 자구라 고리아사까지 사랑이라는 것이 아치수라 뭐라고 합니까? 아치수라 발로 콜레배야 나는 사랑해본 적이 없어요. 어떻게 알아요? 또 나만 마치부라. 로블로 어찌자오 나래만. 본인 그런 라비로 어찌자오 라미. 비게래 바가 아주이장에 뼈매서 뼈아오. 장대 내려와 코리아 장도래디야. 구나 미얀마로 어찌나 뭐 그런 리가 라네서. 강고 드리스 비샤이데 가마리가리.
တန်ရောစင်တွေတွေ့ပြီးတော့ဖုန်းလေးနဲ့ message ပို့ပြီးရေးစားစကားပြောတယ်အားလေအဲ့ဒါဆိုမှတ်ကိုမှတ်မိတယ်လားသိလားမေ့ကိုမမေ့ဘူးအဲ့ဒါဘာပြောလဲဆိုစာလေးပို့စွနေမီနော်မှုချစင်ကျော်ယောကွန်ရှင်မီအစောယောအတကေဟေယောတဲ့အဲ့စာလေးပို့စွနေမဆိုရှင်ဘုရားစွနေမီချစင်ကျော်ယောရှင်ဘုရားက very handsome ပေါ့ရှင်ဘုရားကြည့်ကောင်းတယ်ပေါ့ချောတယ်ပေါ့လေကွန်ရှင်မီအစောယောတဲ့စိတ်ဝင်စားတယ်တဲ့ကျော်နောအတကေစေယောတဲ့သူ့ဘလို့သဘောထားတယ်ဆိုတော့ဖုန်းလေးကနေစာလေးပြန်ပို့တယ်အန်တွေယောမရဘူးဝဲအန်တွေယောတဲ့ဘာဖြစ်လို့မရတာလဲနာနွန်စွန်းနေမိတာဆိုငါကဘုန်းကြီးဖြစ်နေတဲ့အတွက်ကြောင့်အန်တွေယောအဲ့ဒါစာပြန်ပို့တယ်ဥရိနာရာစွန်းနေမတိကျောရုံကကြီးဟာစုအစွန်းနဲ့ဝဲအန်တွေယောတဲ့သူတို့နိုင်ငံဘုန်းကြီးတွေကတရားဝင်အောင်အိမ်အောင်ပြုတ်နေတာသေးတာတဲ့ဒီဘုန်းကြီးကဝဲအန်တွေယောတဲ့ဒီဘုန်းကြီးကဘာဖြစ်လို့မရတာလဲဥရိမြန်မာစွန်းနေမတိထေရဝါဒစွန်းနေမိတာဆိုကျောရုံဟာမြန်အန်တွေယောတို့ထေရဝါဒကဘုန်းကြီးဝင်တဲ့အိမ်အောင်ပြုတ်လို့မရဘူးလို့အဲဒါကြောင့်မရအန်တွေယောအစမပြေဘူးလို့ပြောအဲ့ဒါဆိုရင်တဲ့အဲ့ဒီထေရဝါဒနိုင်ငံဘုန်းကြီးတွေကအိမ်အောင်ပြုတ်ခြင်းဘာလုပ်ရလဲအိမ်အောင်ပြုတ်ရင်လူထွက်ရတာပေါ့လူထွက်ပါလားစမ်းနေရပွင့်တာနော်ဘုန်းကြီးနေအိမ်အောင်ပြုတ်ခြင်းဘာလုပ်ရမလဲထွက်ရမလားမထွက်ရဘူးလားဩအဲ့ဒါလူထွက်ပါလားတဲ့အန်တွေယောလို့လူထွက်ဖို့လာတာမဟုတ်ဘူးလို့ငါစာသင်ဖို့လာတာဆိုတော့အဲ့လိုပြောတော့ तू ကဘာပြန်ပြောလဲဆိုဂျွန်နွန်နဲ့ယောကြအကြည်မန်ဂျေကကွန်ရှင်းအင်းတော့အေးမာရချွန်းတဲ့ဂျော်တော့အတကစင်ကခဲယောတဲ့ तू ကမိန်းကလေးတမ်းမဲ့ဖွင့်ပြောရတာပါတဲ့သူ့ကိုဒီလောက်ပြောနေသူ့ကိုစိတ်ဘလို့သဘောထားလဲဆိုတာအဲ့ဒီသဘောထားလေးတော့သိကျင်တယ်တဲ့ဆိုတော့သူ့ကိုပြန်ပြောနော်နော်နေသုံးစင်းကတ်တာဆိုသုံးစင်းကြီးတာကိုစင်ကက်ခဲနော်တို့နာဟန်တဲ့သုံးစင်းကြီးတာကိုစင်ကက်ခဲကျူစေယောလို့သူ့ကိုပြောဘာပြောတာသိတယ်လို့လည်းပြောခေါင်းလေးတငိမ့်ငိမ့်နေမှနော်နော်နေသုံးစင်းကတ်တာဆိုနင်ကငါညမအရွယ်ဖြစ်တဲ့အတွက်ကြောင့်သုံးစင်းဤတာကိုစင်ကက်ခဲညမလို့သဘောထားပါတယ်နော်တို့နာဟန်တဲ့သုံးစင်းဤတာကိုစင်ကက်ခဲဥပါရာကိုစင်ကက်ခဲကျူစေယောနင်ကလည်းငါ့ကိုအကိုတပါးလို့အကိုတယောက်လို့ပဲသဘောထားပါလို့ပြောတော့စာလေးပြန်ပို့တယ်ဥပကအင်းနန်တဲ့အတကေဟာဖီရိုအော့ဆိုယောအကိုကရှိပြီးသားပဲဘာလို့ရမှာလဲတဲ့ဘာလုပ်ချင်လို့လဲလို့ပြီးတော့လေအကိုလို့မှသဘောမထားနိုင်ကတ်တော့နာနရောလက်ခါကြီးမဆဲယောနင်ကအကိုလို့သဘောမထားနိုင်တော့ဖြတ်လိုက်တော့လို့အကိုညီမလိုပဲသဘောထားတယ်အဲ့လိုပြောပြီးတော့ဖြတ်ပလိုက်ရတာဒီနော်9 နှစ်လုံးလုံးအဲ့ကလေးမတွေကိုရှောင်တိမ့်ပြီးနေရတဲ့ဒုက္ခပင်ပန်းလားမပင်ပန်းဘူးလားဩအကယ်၍များအဲ့ကလေးမနာမကိုပါသွားရင်အခုချိန်ဆိုကိုရီးယားကြီးသားကြီးဖြစ်နေပြီးတော့လေဂျွန်စောအွန်စောတော့ဂျွန်စိတ်တာတွေပါဖြစ်နေဘယ်လိုလုပ်အိမ်တော်နေကြပြီးသားတဲ့သမီးတွေနဲ့ဖြစ်နေဒီတောင်ရောက်ပါအောင်မလားကျေးဇူးတင်ဖို့မကောင်းဘူးလားဘုသူ့ကိုတရားမှာဆရာတော်ကိုကျေးဇူးတင်ရမှာပဲဩကိုလည်းအဲ့ဒါလေးတွေးတိုင်းဩငါကြည်စမ်းဒီလောက်ဖြူပွေးလှတပတ်တာချောလှလှလေးဂျားတွေကနေငါဇန်ရှောမသွားအောင်နေနိုင်ခဲ့တာကြီးညိုစရာကောင်းလိုက်တာနော်ဟိုတုန်းကတော့ကိုလှတယ်လို့ထင်တာပေါ့နော်ကိုလည်းတော်တော်ထိန်းနိုင်တယ်ထင်ခဲ့တာပေါ့နော်အဲ့တော့ပြောချင်တာကပြိဿအဲ့လိုအန်ရည်တွေရှိခဲ့တာပေါ့အဲ့ဒါအချစ်ဆိုတာအဲ့ဒါပါပဲအဲ့ဒါဘုန်းကြီးကိုလာပြီးတော့စာရန်ကြီးတာနော်မောရာကိုခိုင်းခဲ့ခဲယောအချစ်ဆိုတာဘာလဲလို့လာမေးတော့ငါနော်စာရန်ခဲဟဲပွန်ကြောက်ကို obsessor မိုလာယောလို့ငါကမချစ်ဘူးတဲ့အတွက်ရောအချစ်နဲ့ပတ်သက်ပြီးတော့မသိဘူးဟာဂျီမန်ချက်ကေပိုနီကာစာရန်ကြီးတာနော်ကိုရှိအီရဲတာကိုအာကေတင်တာငါကမချစ်ဘူးတဲ့အတွက်ကြောင့်အချစ်ကြောင့်မသိပေမဲ့စာရီဖတ်တဲ့ဟာကြတော့ love is understanding အချစ်ဆိုတာနားလည်ခြင်းဆိုတာဖတ်ရတယ်စာသဘောအရအချစ်ဆိုတာဘာလဲ
ပရိသတ်နားလဲခြင်းပဲလေစာရန်ဂီရာနုံကိုရှိအေးဟီတာ love is understanding အချစ်ဆိုတာနားလဲခြင်းပဲတဲ့နားလဲခြင်းလို့ပြောတော့ပရိသတ်အချစ်လို့ပြောတော့သမီးစားမှအချစ်လို့မထင်နဲ့လေမောင်နဲ့နှစ်ပါးကြားမှာကိုနားလဲမှုလိုလားမလိုဘူးလားမိဘနဲ့သားသမီးကြားကိုနားလဲမှုလိုလားမလိုဘူးလားမိတ်ဆွေအပေါင်းအသင်းကြားကိုလိုတာပဲလေဆရာနဲ့တပည့်ကြားရောအော်နားလဲမှုရှိနေအားငယ်မှုတွေလည်းမရှိတော့ဘူးပေါ့တန်တရားဆိုတာပြိုကွဲခြင်းရဲ့အစပဲလေဒါကြောင့်နားလည်မှုနဲ့ချစ်နေလင်မယားနှစ်ယောက်ကြားကောမေတ္တာတွေမစိတ်သုံးမှုပေါ့အချစ်တွေရနေတာပေါ့ဒါကြောင့်မလို့ယောက်ျားနဲ့မိန်းမနားလည်မှုတွေပေးဖို့လိုလားမလိုဘူးလားနားလည်မှုဆိုတာအားနည်းချက်ကိုနားလည်ပေးရမှာလားအားသာချက်ကိုနားလည်ပေးရမှာလားအားနည်းချက်ကိုနားလည်ပေးရမှာလေအော်ဒါသူ့ရဲ့သဘောပဲသူ့ရဲ့ဇယိုက်ပဲ तू ကဒီလိုပြောတတ်တယ်လို့သိသားရင်အဲ့ဒါလေးသိသွားရင်အဲ့ဒါနဲ့ပတ်သက်ပြီးဖေးဖြစ်เสียမလို့တော့ဘူးပေါ့ခံစားเสียမလို့တော့ဒီလိုတုတ်တုတ်အုပ်ပေါက်ပြောတဲ့ကျမယောက်ျားကဘယ်တော့မှချွတ်ချွတ်သားသားမပြောဘူးပိတ်တလေးနဲ့ဘေးပြစ်တယ်လို့ပဲပြောတဲ့ယောက်ျားတွေမရှိဘူးလားအော်ဒါသူ့ဇယိုက်ပဲလို့သိထားရင်နားလည်မှုလေးရသွားတာပေါ့အိမ်ကမိန်းမအဲ့လိုပဲဆိုရင်မိန်းမအကြောင်းသိထားရင်နားလည်မှုလေးရသွားတော့မေတ္တာတွေမျှနေတာပေါ့ဒါကြောင့်မေတ္တာမျှဖို့ဆိုရင်နားလည်မှုရှိဖို့လိုလားမလိုဘူးလားလင်းနဲ့မယားနားလည်မှုရှိသလိုသားနဲ့သမီးမိဘတွေရဲ့မိဘနဲ့သားသမီးကြားမှာလည်းအဲ့ဒီစိတ်ကလေးထားဖို့လိုလားမလိုဘူးလားတခါခါကျအဖေတွေကသားသမီးတွေရဲ့စိတ်နေသဘောတောင်နားမလဲပဲသူတို့ဖြစ်ချင်တဲ့အတိုင်းပုံသွင်းတဲ့မိဘတွေရောမရှိဘူးလားမင်းတို့ရှိတယ်ဟလားအော်ရှိတာပဲသူတို့ကတော့ကိုသားသမီးတစ်ခါကျရင်ပုံစံကွက်ထဲကိုသွင်းတာပုံစံကွက်ထဲသွင်းတာမှလေဘလောက်သွင်းတယ်လဲဆိုရင်လေအဝိုင်းခွက်ထဲကို4000တုံးကြီးရိုက်ထည့်တယ်လို့သွင်းတာနော်ခွက်ကအဝိုင်းထဲ့တာပါလေအကုန်ရိုက်ထည့်တော့ကလေးတွေထိခိုက်ရှာနာတွေဖြစ်တာပေါ့အဲ့တော့တချို့ဆိုစိတ်မပါပဲမိဘသဘောရလောရတာတွေတင်ရတာတွေပြူရတာတွေကျူရှင်တက်ဆိုမတက်ခြင်းမနဲ့တက်ရတဲ့အကြောင်းသားတွေမရှိဘူးလားအဲ့ဒါကြောင့်ကျူရှင်မတက်တော့ဘဲနဲ့အပြင်ရောက်သွားတဲ့ចောင်းသားတွေလည်းအများကြီးနော်ကျူရှင်လို့ပြောပြီးတော့တော့ချင်းတွေ့နေတဲ့ចောင်းသားတွေရောမရှိဘူးလားအေးရှိတိုင်းမပြောနဲ့တော့ကြအမေတွေဖေတွေသိကုန်လိမ့်မယ်နော်မိဘနဲ့သားသမီးကြားမှာတဲ့နားလည်မှုတွေရှိရမယ်ဆိုတော့အဲ့ဓာတွေအပြင်အိမ်ထဲမှာအခုခိုင်းပြီးတော့အလုပ်သမားတွေရှိလားမရှိဘူးလားအခုဒီမှာဆန်လုပ်ငန်းတွေဆိုတော့ဆန်စပင်ပေါ့ဆန်နဲ့ပတ်သက်တဲ့သပင်ရောင်းဝယ်လုပ်ငန်းတွေမှာခိုင်းထားတဲ့သူတွေရှိတယ်။အော်ကိုယ်အိမ်မှာခိုင်းထားတဲ့အလုပ်သမားဆိုပြီးတော့လေနိုင်တဲ့စင်းနဲ့မလုပ်ရဘူးနော်။အော်သူ့ဟာနဲ့သူမေတ္တာလေးနဲ့ထားရတယ်။တအားကြီးဖိနှိပ်ပါများရင်ခွေးတောင်ဂျောင်ပိတ်ပြီးရိုက်ရင်ပြန်ကြိုက်လားမကြိုက်ဘူးလား။ဟုတ်ဂျောင်ပိတ်ပြီးအရိုက်ခံလို့အာနာယူသွားတဲ့သူတို့မရှိဘူးလား။ပြောရင်နိုင်ငံရေးတွေပါလာရင်မပြောတော့ပါဘူး။ဖိပါများရင်မခံနိုင်ဘူးဒါကြောင့်ကိုယ်အိမ်မှာခိုင်းထားလို့ဆိုနိုင်တဲ့စီးနဲ့မလုပ်ရဘူးနိုင်တဲ့စီးနဲ့လို့ကိုရီးယားမှာအဲ့ဒါလေဘုန်းကြီးတို့အင်ဒိုနီးရှားကောင်လေးတယောက်ကသူစက်ရင်ဝါတတိကကိုရီးယားမှာအင်ဒိုနီးရှားတွေလည်းရှိတယ်စက်ရင်ဝါတတိကအဲ့ကောင်လေးကိုအမြဲတမ်းအနိုင်ထက်ပြူတယ်ကိုရီးယားတွေကဒီမှာရုပ်ရှင်ထဲမှာကြည့်ပြီးတော့တိတ်တော်တယ်မထင်နဲ့ဟိုမှာ6နဲ့ခိုင်းတာမနဲ့မိုးမလေးတွေဆဲတာအဲ့ဒါကောင်လေးရှိတယ်အဲ့လိုတထေးတွေလည်းရှိတော့အင်ဒိုနီးရှားကိုအမြဲတမ်းဖိပါများတော့နောက်တော့အဲ့ဒီအင်ဒိုနီးရှားကောင်လေးရဲ့စက်ယုံမိနဲ့ရှုပ်ပြီးထွက်ပြေးသွားလှုပ်သွားတော့လေလောင်သွားတာပေါ့ဟုတ်ဘူးလားအဲ့ဒါလေဖိနှိပ်ပါများရင်လူရဲ့နာကျင်ပေါက်ကွဲမှုကရှိလားမရှိဘူးလားအော်ကိုယ်အိမ်မှာရှိတဲ့အလုပ်သမားဆိုပြီးတော့နိုင်တဲ့စီးနှင်းမလို့ရဘူးတော်တဲ့သူကိုတော်သလိုချီးမြှောက်ရတယ်မတော်တဲ့သူကိုမတော်သလိုအပြစ်ပေးရတယ် love is understanding အချစ်ဆိုတာနားလည်ခြင်းပဲဆိုအလုပ်ရှင်နဲ့အလုပ်သမားကြားမှာလည်းနားလည်မှုရှိဖို့လိုလားမလိုဘူးလားအော်အဲ့ဒါဆိုရင်တဦးနဲ့တဦးမေတ္တာလေးတွေမျှနေရင်ကိုယ်အကျိုးသူဆောင်သူ့အကျိုးကိုဆောင်နေပြီးပြီလေတစ်ဖက်ကလည်းပဲအိမ်မှာလှုပ်နေစက်ရုံမှာလှုပ်တဲ့ကလေးတွေကလည်းသူတို့ရှိတဲ့အတွက်ကြောင့်စားဝတ်နေအဆင်ပြေတယ်ဆိုတဲ့စိတ်ကလေးနဲ့ကိုယ့်ရဲ့လုပ်ငန်းရှင်အပေါ်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ထိခိုက်မှုမရှိအောင်ကိုယ်တာဝန်လေးကိုသိပြီးတော့စေတနာလေးထားပြီးစ조사ပြီးလုပ်ရင်ဘုံဟိုမှာပြီးခဲ့တဲ့နေ့ကြီးမှာဟောခဲ့တယ်လို့စိတ်ထားတတ်မယ်ဆိုရင်နေရာတိုင်းမှာကုသိုလ်ရှိလားမရှိဘူးလားအော်ကြည်စမ်းဘလောက်ကုသိုလ်ရလဲလုတ်တက်မယ်ဆိုရင်လေပို့ပြီးတော့ကံကောင်းတာဒီစံလုပ်ငန်းတွေစံဆိုတော့ဟိုစားတဲ့စံမဟုတ်စံသလုပ်ငန်းတွေသပင်ရောင်းဝယ်ရေးလုပ်ငန်းတွေ
ဘယ်သူကိုထိခိုက်တာမှမရှိဘူးသူများအသက်သက်เสียရတယ်လိုလားသူများပစ္စည်းခိုးเสียလိုလားသပင်တွေလိုက်ဖြတ်ပြီးခိုးမှလည်းကြောက်ရတယ်ဗျသပင်ဈေးရဆိုအဲ့နေတော့တငယ်ချင်းချင်းသပင်ကြီးဖြတ်ပြီးတော့သွားရောင်းဆိုင်လဲတတိတော်ထားရတယ်နော်ဟောကြည်စားအသက်မွေးဝမ်းကြောင်းကလေအပြစ်ကင်းတဲ့အသက်မွေးဝမ်းကြောင်းမှာစိတ်ထားလေးသာပြင်လိုက်လေရှင်ရင်ကုသိုလ်လေးတွေကရပြီးသူတို့အကျိုးလေးတွေမထိခိုက်ပါစေနဲ့သူတို့ကြီးပွားတော့လဲကိုယ်တွေကိုပြန်ဆောက်ရှောက်မယ်တတိတွေကလည်းသူတို့ကျေးဇူးကြောင့်အလို့သမားတွေကျေးဇူးကြောင့်ငါတို့စီးပွားရေးတွေကောင်းတယ်ဆိုတော့ဘောနဲ့လေးတွေလည်းပေးရမှာပေါ့ဘောဖြူလေးတွေလည်းပေးရမှာပေါ့ဘောနဲ့ကြီးမပေးနဲ့ဘောဖြူလေးလည်းပေးပေါ့အချိန်တိုင်းကိုစီးပွားရေးအစဉ်ပြီးကိုအလိုသမားတွေလည်းပြန်ငဲတက်တဲ့အကျင့်လေးလုပ်ဖို့လိုလားမလိုဘူးလားအဲ့ဒါတဦးကစေနာတဦးကမေတ္တာအဲ့လိုမေတ္တာလေးတွေမျှနေတော့ချမ်းသာလိုက်တာနေရတဲ့အတိုင်းလေးမှာဒါကြောင့်မလို့အိမ်တွင်းပုဂ္ဂိုလ်ရဲ့မေတ္တာတွေရရင်လည်းပဲကြီးပွားချမ်းသာတာပဲဆိုတော့နံပါတ်1ကအိမ်တွင်းပုဂ္ဂိုလ်ရဲ့မေတ္တာရအောင်ယူရမယ်ဆိုအိမ်တွင်းသူများမေတ္တာအားရယူထမှချမ်းသာရန်အိမ်တွင်သူများမေတ္တာအားရယူထမှချမ်းသာရန်ကုလဗုဒ္ဓအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေစာဗုဒ္ဓဒါရဒါတာကမ္မကရောတိမိမိရဲ့အိမ်တွင်မှာအတူနေတဲ့လင်ယောက်ျားဇနီးမယားသမီးသားနဲ့အလုပ်သမားတွေရဲ့အပေါ်မှာသက္ကရောတိကရုံကရောတိမာနေတိပူဇေတိရိုးသေးသေးမြတ်မြတ်နုံတို့လေးလေးစားစားတန်ဖိုးထားပြီးတော့နေရမယ်တတအဲ့ဒီလိုမိဘနှစ်ပါးအပြင်အိမ်တွင်ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာလည်းမေတ္တာကိုရအောင်နေတတ်တဲ့ကုလဗုဒ္ဓအမျိုးကောင်းသားအမျိုးကောင်းသမီးဆိုတာကဟုတ်ဒီရေဝါကြည်ဝါချမ်းသာဖို့ပဲရှိတယ်နော်ပါရိဟာရိယာနိစုပ်ယုတ်ခြင်းဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအားဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမေတ္တာမြတ်မှချမ်းသာရ၏ပရိသတ်ရေပါတရားလောကမှာကြီးပွားချမ်းသာခြင်းနဲ့ပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရအောင်ယူရမယ်နံပါတ်1ကမိဘ2ပါးနံပါတ်2ကအိမ်တွင်ပုဂ္ဂိုလ်နံပါတ်3ကပတ်ဝန်းကျင်နံပါတ်3ကဆိုဝန်းကျင်သူများမေတ္တာအားရယူထမှချမ်းသာရန်ဝန်းကျင်သူများမေတ္တာအားရယူထမှချမ်းသာရန်ခေတ္တကမ္မကရပါတာကရောတိတအိမ်နီးချင်းလယ်နီးချင်းဆိုင်နီးချင်းအလုံနီးချင်းဆက်ယုံနီးချင်းပတ်ဝန်းကျင်ရဲ့မေတ္တာလည်းရမှာပတ်ဝန်းကျင်မဲ့တဲ့မှာလေပတ်ဝန်းကျင်ကမတဲ့ရင်ကိုယ်အိမ်တခိုးဖောက်နေတော့အဲ့ကပြောမှာမဟုတ်ဘူးမတဲ့တော့လေမတဲ့တော့အစိုးတွေပဲညောင်ပတ်ဝန်းကျင်နဲ့တဲ့ဖို့လိုလားမလိုလားဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ရွာမှာတဲ့တာများလားမတဲ့တာများပြောရင်းနဲ့ပေါ်ပြီနော်ဗမာလူမျိုးကလည်းဘယ်ရောက်မတဲ့ဘူးကိုရီးယားမှာရွှေ2ယောက်ရွှေလို့ခေါ်တယ်ဗမာတွေကနိုင်ငံခြားမှာရွှေတွေသူက golden land ပေါ့ဟိုကရွှေရမရှိတော့နော်ကိုဗမာတွေကကိုရီးယားမှာရွှေလို့ခေါ်တယ်သူများကြတော့မှုတ်ကျိုးမြစ်ချိုးဗီယက်နမ်ကိုဗျိုင်းလို့ခေါ်တယ်ဖိလစ်ပင်ကိုဖားလို့ခေါ်တယ်အင်ဒိုနီးရှားကိုအလို့ခေါ်တယ်ယိုဒယားကိုရပလက်လို့ခေါ်တယ်နော်ကိုရီးယားကိုကကြီးလို့ခေါ်တယ်ဂျပန်ကိုဂငယ်လို့ခေါ်တယ်ကိုကြတော့ရွှေတဲ့ကိုရွှေကိုမျိုးတွေကလေအဲ့ဒါတခါတချို့ကလေးတွေလာတိုင်နေရှင်ဘုရားတဲ့ရှင်ဘုရားတပည့်ပြောထားအောင်တဲ့ဒီကောင်ဗျိုင်းမနဲ့ဖြစ်နေတာဘုရားကြားကစားဗျိုင်းမနဲ့ဘာဖြစ်တာတော့ဗျိုင်းမနဲ့ရည်စားဖြစ်နေတာဟာဗျိုင်းမနဲ့ရည်စားဖြစ်လို့ရလို့လားဘုန်းကြီးရိုးတွေ့ပေါ့ဗျာတဲ့အဲ့ဒီဗျိုင်းကိုပြောတာမဟုတ်ဘီယက်နမ်ကိုဗျိုင်းလို့ခေါ်တာဘီယက်နမ်ကိုဗျိုင်းမနဲ့ရည်စားဖြစ်နေတာဒီကလေးတွေရှင်မြတ်တပည့်ပြောထားဒီကောင်ဖားမနဲ့ဖြစ်နေတာဖားဘာလဲဆိုပြီးဖိလစ်ပင်းကိုဖားလို့ခေါ်တာအဲ့ဒါနဲ့ကြံကြတော့
ငါဇီဝိတဒါနာငါလွတ်ပွဲတွေလို့တော့တရားတဲ့ထက်ဟောငါညီတို့မင်းတို့ပင်မမန်းလာပြီးကိုရီးယားမှာပတ်စံရှာရတာမင်းတို့ဇီဝိတဒါနာငါလွတ်တယ်လို့မင်းတို့ဖမ်းထားတဲ့ဗျိုင်းတွေလည်းလွတ်ကြဖားတွေလည်းလွတ်ကြအောင်လို့တကြပတ်စံလာရှာတာဗျိုင်းဖို့ဖားဖို့နဲ့အိမ်မပို့နိုင်ပဲနေမယ်လို့ပြောရသူများကိုမို့ချိုးမြစ်ချိုးပြောကိုကြတော့ရွှေတွေကရွှေစက်ရုံမှာရွှေဘယ်နှစ်ယောက်ရှိလဲ2ယောက်ရှိတယ်ဗျာတဲ့ထမင်းအိုး3အိုးမလားဟုတ်တယ်ဗျာတဲ့ဆရာတော်ကဘယ်လိုလုပ်သိတယ်မင်းတို့တဲ့မှမတဲ့တာ2ယောက်တည်းရှိတာမတဲ့တော့ထမင်းအိုး3အိုးကွဲတယ်ဆိုဗမာတွေတွေးတဲ့နေရာရံဖြစ်လားမဖြစ်ဘူးလားအိမ်ကျချင်းအိုးမဲ့တုတ်เสียမလို့ပဲနဲ့ချနေကြတာနော်ဥဒီမှာဖြစ်နေတာလေတခြားနိုင်ငံနဲ့ဖြစ်တာလားကိုယ်ချင်းချင်းဖြစ်နေတာကဲကြည်စမ်းမြောက်ပေးเสียမလို့မြောက်ပေးเสียမလို့ပဲနဲ့အိုးမင်းတုတ်เสียမလို့ပဲနဲ့ဖြစ်နေတဲ့အခါကျတော့သူများတွေကဝမ်းသာကြဘာသာကြားတွေကဝမ်းသာဟိုဘက်မှာဆိုရင်ဟိုဘုန်းကြီးတွေအသက်ခံကြည်စမ်းဘယ်တရားဟောဆရာဓမ္မဆရာခရစ်ယာန်ဆရာအသက်ခံဘယ်ပလီဆရာအသက်ခံရဘယ်ဟိန္ဒူဆရာအသက်ခံကိုဗုဒ္ဓဘာသာဘုန်းကြီးတွေအဲ့ဒါကိုပဲလိုင်းပေါ်မှာနဲတော်နဲသေးတယ်လို့ပြောပြီးတော့ဝမ်းသာနေကြတာဗုဒ္ဓဘာသာစစ်စစ်ကြီးတယ်လေအဲ့လိုပြောတော့ဘုန်းကြီးကိုဝိုင်းဆဲမှာဆိုလို့မပြောတော့ပါဘူးအမှန်တရားတော့မပြောရတော့တိုင်းပြည်အဲ့လိုဖြစ်နေဘာသာသာနာပျောက်ရင်ပျောက်ပါစေဘုန်းကြီးနေမရှိလဲဘာမှမဖြစ်ဘူးဆိုတော့အဲ့အတွေးတွေဝင်သွားပြီဆိုရင်ကွန်မြူနစ်ဆန်ဆန်အတွေးတွေဝင်သွားပြီဆိုတော့အာဏာပြန်လဲမရဘဲနဲ့ဘာသာသာနာဆုံးရှုံးကိုယ်တွေရန်ဖြစ်တာနဲ့ဟိုမှာကကြီးပွားချမ်းသာသွားပြီမြို့သွားပြီရန်ကုန်မြို့ထဲမှာမရှိတော့မန္တလေးမှာလဲဝါတို့မန္တလေးဖြစ်နော်ဝါတို့မန္တလေးဆိုတာမန္တလေးကတရုတ်ကသိမ်းသွားပြီလေမန္တလေးဘယ်လိုသိမ်းသွားနိုင်ငံရေးတွေပါမှာဆိုလို့လူရှင်တော်တွေပြောတယ်တပည့်တော်တို့ကမန္တလေးကိုသိချစ်တာဒါကြောင့်မလို့တပည့်တော်တို့မန္တလေးမြို့ကြီးမကြသွားအောင်မန္တလေးပတ်လဲအပြင်ကနေတပည့်တော်တို့ဝိုင်းထားတယ်ကိုဆွေကိုမျိုးတွေကအပြင်ရောက်မြို့ပြင်ရောက်အလဲမှာတရုတ်တွေအပိုင်စီးထားလိုက်တာအဲ့တော့ပတ်စံလေးပို့ပြီးပိုင်ဆိုင်သမျှအိမ်တွေရောင်းပြီးတော့ကွက်သစ်တွေမှာမြန်မာတွေကအိမ်တွေသွားဝယ်ပြီးနေတော့တရုတ်ကပိုင်သွားတဲ့အခါကျအိမ်ပေါက်ဝမှာစွန့်ခံခြင်းသိခံမှာဆိုင်းပုတ်တွေကတ်လိုက်တော့ကိုဆွေကိုမျိုးတွေရွာမြို့ပြင်ရောက်တော့ဘုန်းကြီးတွေလည်းကားတွေစီးပြီးသူတို့ရှိတဲ့နေရာစွန့်ခံသွားရတာပဲလေ။အော်မြို့ချစ်တယ်နော်အဲ့တော့မန္တလေးမြို့ကြီးဝါတို့မန္တလေးဖြစ်ပြီးတော့ဝါတို့ရန်ကုန်လည်းပဲပါတော့မှာလေနော်ပါတော့မှာပြောရင်နိုင်ငံရေးတွေပါမှာဆိုလို့မပြောတော့ပါဘူးကိုချင်းချင်းလေမုဒိတာမပွားနိုင်တော့မုဒိတာပွားနိုင်တဲ့လူတွေကသာသာယာကောက်သိမ်းသွားတာဘာမှလုပ်เสียမလို့ပဲသိမ်းသွားတာသူများတွေစီးယုံလိုက်တာပလီဘေးမှာဆိုရင်သူတို့ချင်းချင်းပဲဆိုင်နေဖွင့်ဗမာဆိုင်ဘူးမှမရှိကိုတွေကြတော့ဗမာဆိုင်လေးတစ်ဆိုင်ဒီဘက်ကဆိုင်လေးရရောင်းကောင်းရင်ဒီဘက်ကကိုရွှေမြန်မာကတာဓုခေါ်လာ jealous ဖြစ်တာများတာနော်ဟိုဘက်ကဆိုင်ရရောင်းကောင်းရင်ဒီဘက်ကဆိုင်ကဝမ်းမသာပေးနိုင်ရောင်းကောင်းမှာပေါ့သူ့ယောက်ျားကအဖားတွေနဲ့ဘာတွေနဲ့ဘိုးချုပ်ကြီးတွေပါလျှောက်ပြီးတော့ပြောတာလေရောင်းကောင်းမှာပေါ့သူတို့ကဘယ်ရနေရတာဘာဖြစ်တယ်ညာဖြစ်တာဆိုအပုတ်ချပြီးပြောတဲ့သူတွေမရှိဘူးလားဩမိုးရွာရင်ထီးလေးနဲ့လိုက်ဆောင်ပြီးအတင်းပြောတဲ့လူကလည်းတခြားလူမရှိဘူးဘသူတွေပဲကိုယ်စေကိုမျိုးတွေပဲအဲ့တော့ကိုရီးယားမတဲတော့အေးစေပဲကောက်သိမ်းသွားရင်မြို့သွားပြီမြို့သွားမှာပဲကြာရင်နိအဲ့တော့အချင်းချင်းညီညွတ်ဖို့လိုလားမလိုဘူးလားပတ်ဝန်းကျင်နဲ့လဲတဲ့အောင်နေကြပါအချင်းချင်းစီယုံကြစမ်းမှာပုဂ္ဂိုလ်ရေးတွေမကြည်ပင်မဲ့ကုသိုလ်ရေးတော့ညီပါစေဘုန်းကြီးအရင်တော့ဟောဘူးပါတယ်ညီစီဆိုတဲ့အချက်၃ချက်ကိုဟောဘူးတယ်ပုဂ္ဂိုလ်ရေးတွေမကြည်ပင်မဲ့ကုသိုလ်ရေးတော့ညီပါစေလူမှုရေးတွေမကြည်ပေမဲ့လူမျိုးရေးတော့ညီပါစေပါတီရေးတွေမကြည်ပေမဲ့နိုင်ငံအရေးတော့ညီပါစေညီစေဆိုတဲ့အချက်ကလေးပုဂ္ဂိုလ်ရေးတွေမကြည်ပေမဲ့ကုသိုလ်ရေးတော့ညီပါစေပုဂ္ဂိုလ်ရေးအာဃာတတွေဘလောက်ပဲထားတာကိုယ့်ရဲ့ကိုယ်ရွာကုသိုလ်ရေးဆိုတွဲပြီးတော့ညီညွတ်ညွတ်ပါဖို့လိုလားမလိုဘူးလား
အခုတော့သူတို့လို့ရင်အဲ့ဒီတရားပွဲငါတို့သွားမနာဘူးဆိုပြီးတော့ကုသိုလ်ရေးတောင်မှအဲ့ကောင်တွေလို့ရင်ငါတို့မနာဘူးဆိုတော့ကြည်စမ်းပုဂ္ဂိုလ်ရေးအာဃာတနဲ့ကုသိုလ်ရေးပါတွဲပြီးတော့ပါတော့သူတို့လှုပ်လို့တရားပွဲကိုနဲ့မတက်လို့သွားမနာဘူးဆိုတော့ဟိုကအေးစေးပဲမနာတဲ့လူပဲကုသိုလ်မရမှာပေါ့ဟုတ်တယ်မလားအဲ့တော့ပုဂ္ဂိုလ်ရေးဘလောက်မတက်တဲ့ကုသိုလ်ရေးဆိုညီဖို့လိုလားမလိုဘူးလားပုဂ္ဂိုလ်ရေးတွေမကြည်ပေမဲ့ကုသိုလ်ရေးတော့ညီပါစေလူမှုရေးတွေမကြည်ပေမဲ့လူမျိုးရေးတော့ညီပါစေအမှားလူမျိုးအမျိုးနဲ့ပတ်သက်တဲ့ညီဖို့လိုလားမလိုဘူးလားလူမှုရေးပြဿနာဘလောက်ပဲရှိရှိကိုလူမျိုးနဲ့ပတ်သက်ညီရမှာပေါ့အဲ့တော့ကိုချင်းချင်းမတည့်တော့ဘလို့လို့သူများတွေအားပါတီရေးတွေမကြည့်ပေမဲ့နိုင်ငံရေးတော့ညီပါစေပါတီထောင်တယ်ဆိုတာနိုင်ငံကောင်းစားဖို့လုပ်တာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါတစ်ပါတီနဲ့တစ်ပါတီရန်ဖြစ်တော့နိုင်ငံကွက်ကွက်ပြပြဒီလောက်ထိဖြစ်သွားတာပြောရင်နိုင်ငံရေးတွေပါမှာဆိုလို့မပြောတော့ပါဘူးဆရာတော်ရဲ့စေတနာပေါ်ပါတယ်နော်သိပါတယ်ဘယ်သူမှနစ်နာစေတယ်တကယ်ဖြစ်စေချင်တာပါတကယ်ညီစေချင်တာပါနော်ကြောင့်ပတ်ဝန်းကျင်နဲ့တဲ့ဖို့လိုလားမလိုဘူးလားကြောင့်ပတ်ဝန်းကျင်နဲ့တဲ့ဖို့ဆိုရင်လည်းတေဝုနဲ့တူကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာနဲ့စောင့်ရှောက်ဖို့လိုလားမလိုဘူးလားအော်ကိုအိမ်ဟင်းလေးချက်ရင်ဟိုဘက်အိမ်လည်းသွားပေးဟိုဘက်ဟင်းလေးဒီဘက်လည်းလာပေးအဲ့ဒါဆိုရင်အပေးယူမျှနေတဲ့ကချမ်းသာတာပေါ့အစဉ်ပြေတာပေါ့တဲ့နေရင်သမက်ကဏ္ဍတဘောသူကိုသမက်ကဏ္ဍညီညွတ်တဲ့ပုဂ္ဂိုလ်ရဲ့တဘောအကျင့်ဟာသူခေါ်ချမ်းသာတယ်ညီညွတ်ရင်ချမ်းသာတယ်တဲ့မညီရင်မချမ်းသာဘူးညီညွတ်ရင်ဘာဖြစ်လဲအခုမညီတော့မတည့်ကြတော့မချမ်းသာဘူးလေပရိသတ်ရင်ညီရင်ချမ်းသာတယ်ဆိုတဲ့နေရာမှာပညာရှိသူတော်ကောင်းတွေညီမချမ်းသာတာနော်လူမိုက်တွေညီသွားရင်ချမ်းသာလားပျက်စီးလားကိုတိုင်းပြည်လူလိမ္မာညီနေတာလူမိုက်တွေညီနေတာပြောရင်နိုင်ငံရေးတွေပါမှာဆိုလို့မပြောတော့ပါဘူးနော်ညီရမယ်အဲ့တော့ပြဿနာတဲ့ပတ်ဝန်းကျင်နဲ့လည်းအစဉ်ပြေအောင်ညီညီညွတ်ညွတ်ဖြစ်အောင်ပတ်ဝန်းကျင်ရဲ့မေတ္တာလည်းရအောင်ယူဖို့လိုလားမလိုဘူးလားဆိုကြည့်ပါဝန်းကျင်သူများမေတ္တာအားရယူထမှချမ်းသာရန်ကိုလာဗုဒ္ဓလိမ္မာတဲ့အမျိုးကောင်းသားအမျိုးကောင်းသမိတေဆိုတာခိတ္တကမ္မန္တသမ္မန္တသာပြောဟာရီအိနေချင်းလဲနေချင်းဆိုင်နေချင်းပတ်ဝန်းကျင်တွေရဲ့အပေါ်မှာတက္ကရောတိကရုံကရောတိမာနေတိပူဇေတိယောသေလေးစားတံမိုးဒါနာလည်းမှုနဲ့မြတ်မြတ်တတရှိရမယ်တတအဲ့ဒီလိုပတ်ဝန်းကျင်ရဲ့ပုဂ္ဂိုလ်တွေနဲ့မေတ္တာမြတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတာဟုတ်ဒီယေဝကြည်ပွားဖို့ပဲရှိတယ်နောပါရိဟာရိယနေဆုပ်ယုတ်ခြင်းဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိတပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းမေတ္တာမြတ်မှချမ်းသာရ၏ပရိသတ်ယေပါတရားလောကမှာជីវချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအကျိုးလိုလားတဲ့မေတ္တာလေးတွေမျှပြီးတော့နေရမယ်မေတ္တာမြတ်မှချမ်းသာရဖို့ဆိုရင်ပုဂ္ဂိုလ်၅ဦးရဲ့မေတ္တာကိုရအောင်ယူရမယ်နံပါတ်1မိဘ2ပါးနံပါတ်2အိမ်တွင်ပုဂ္ဂိုလ်နံပါတ်3ပတ်ဝန်းကျင်နံပါတ်4ကသဒေဝတာအဆောင်နတ်ဆိုကြည့်ပါအဆောင်နတ်များမေတ္တာအားရယူထမှချမ်းသာရန်အဆောင်နတ်များမေတ္တာအားရယူထမှချမ်းသာရာပရိသေလောကမှာအဆောင်နတ်တွေဆိုတာမရှိဘူးလားကိုယ်ဆောင်နတ်အိမ်ဆောင်နတ်ကျောင်းဆောင်နတ်အယံဆောင်နတ်နတ်တွေရှိတယ်တစ်ပင်ဆောင်နတ်ဆိုတာရှိလားမရှိဘူးလားအော်အဲ့ဒီစတုဗုံမိကနတ်ဘုံမစိုးနတ်ဆိုတာလူတွေနဲ့အတူတွဲပြီးနေရတဲ့နတ်တွေကိုအဆောင်နတ်တွေလို့ခေါ်တယ်တာဝရိန္ဒယာမစတုမာရိစတဲ့နတ်ပြည်6ဓာတ်ကရှိတဲ့နတ်ပြည်နတ်တွေနဲ့ဒီလူပြည်မှာလူတွေနဲ့အတူနေတဲ့နတ်တွေနဲ့မတူဘူးနော်။ဟိုကနတ်ပြည်ကကုသိုလ်အရှိန်နဲ့သွားပြီးတော့ဖြစ်ရတဲ့နတ်တွေကုသိုလ်အရှိန်နဲ့သွားပြီးတဲ့ဆိုပရဏိမိတဝတ္တဝတိနတ်ဆိုတာကသူများဖန်ဆင်းကိုစားကျင်တာလေးသူများဖန်ဆင်းပေးတာနော်။နေမာရတိဆိုကိုယ်တိုင်ဖန်ဆင်းရတာတာဝရိန္ဒနတ်တွေအများကြီးအဲ့ဒါကုသိုလ်အားနဲ့သွားပြီးတော့ဖြစ်ရတဲ့နတ်တွေအဲ့ဒါကြတော့ကိုယ်တွေနဲ့မဆိုင်ဘူးကုသိုလ်သေပြီးနောက်ပိုင်းကိုယ်နဲ့အတူနေတဲ့နတ်တွေကကိုယ်မှာကိုယ်ဆောင်နတ်ဆိုတာရှိလားမရှိဘူးလားအိမ်ဆောင်နတ်ကိုကျောင်းဆောင်နတ်ကိုမြင်ရလား
မမြင်ရပေမဲ့ရှိတယ်ဆိုတော့ယုံတော့မယုံလားယုံရမယ်ယုံရမယ်မြတ်စွာဘုရားလက်ထက်ကလည်းရှိတာပဲဒါကြောင့်နတ်တွေတိုးတော့အဲ့ဒီနတ်တွေဒီပြိဿရေသူတို့ကိုယ်တိုင်ကမှီပြီးတော့နေရတာနော်သူတို့ကိုယ်တိုင်ကကိုရှိလို့ကိုဆောင်နတ်ဆိုတာကြွလာတာသစ်ပင်ရှိလို့သစ်ပင်ဆောင်နတ်ဆိုတာရောက်လာတာအိမ်ရှိလို့အိမ်ဆောင်နတ်ဆိုတာရှိလာတာကျောင်းရှိလို့ကျောင်းဆောင်နတ်ဆိုတာရှိလာတာသစ်ပင်တွေမရှိသေးသစ်ပင်ဆောင်မရှိသေးဘူးလေနတ်လည်းမရှိသေးဘူးကျောင်းမဆောက်ရသေးကျောင်းဆောင်နတ်ဆိုတာမရှိဒါကြောင့်မို့ကိုမှီပြီးတော့နေရတဲ့နတ်တွေကိုကိုကအမြင့်မှာထားပြီးတော့သွားပြီးတော့ကိုကွယ်တာမျိုးလုပ်ရင် तू ကမနေနိုင်ဘူးမိဘကိုသာသမီမိဘကသာသမီကိုသွားရှိခိုးတယ်လို့ဆိုသာသမီတွေအပြစ်ဖြစ်တာအဲ့တော့သူတို့ကိုယ်တိုင်မှီပြီးတော့နေရတဲ့နတ်တွေကကိုကသူတို့ကိုကိုးကွယ်တဲ့ပုံစံသွားလို့ရင်သူတို့မနေနိုင်ဘူး။အဲတော့ကိုးကွယ်ခြင်းနဲ့ပူဇော်ပသခြင်းကွဲပြားအောင်ခွဲခြားထားဖို့လိုလားမလိုဘူးလား။ဗုဒ္ဓဘာသာဝင်အတွက်ကိုးကွယ်ရသည့်ယတနာ၃ပါးကလွဲပြီးရှိသေးလား။ဗုဒ္ဓမေတ္တရဏံအညာဏတ္တိဓမ္မောမေတ္တရဏံအညာဏတ္တိသံဃောမေတ္တရဏံအညာဏတ္တိဘုရားတရားသံဃာကလွဲပြီးကိုးကွယ်ရမရှိဘူးကိုးကွယ်ရသည့်ယတနာ၃ပါးကလွဲပြီးမရှိဘူးဒါဆိုရင်ဉာဏ်နဲ့နတ်တွေဆိုတာကပူဇော်ပသခွင့်ရှိတယ်နော်မပယ်ဘူးနော်မြတ်စွာဘုရားက traditional belief ရိုးရာယုံကြည်မှုအရာပူဇော်ခွင့်တော့ရှိတယ်ပူဇော်ပသရမယ့်နတ်တွေကိုကိုးကွယ်တဲ့နေရာသွားထားရင်အဆင်မပြေတော့ဘူးကိုးကွယ်ရမယ့်ယရဏသုံးပါးကြတော့ပူဇော်ပသမဲ့နေရာသွားထားရင်အဆင်မပြေတော့ဒါကြောင့်ဖယားကအထက်ဖယားကအောက်မြောက်ကအထက်ဆိုတဲ့သူတွေနတ်စင်မှာတော့ဝေဝေစားစားကြော်ဝဲတွေဖယားပန်းကြောင်6နေတဲ့သူတွေမရှိဘူးလားမရှိတာတချို့ရှိတယ်နော်ချို့ရှိတယ်ဖယားကဘာမှမလို့နတ်ကကင်နာဆိုပြီးတော့အဲ့လိုမျိုးလူတွေရှိတယ်ကြည်စမ်းတချို့မြန်ပရိသတ်ရန်ကုန်မှာတစ်ခါကြုံမှုတယ်တက္ကမတယောက်ကြောက်စင်းတို့တော်တော်တက်ပေတာကြောက်စင်းတို့တော်လေးကျောင်းကိုလာဆရာတော်ကျောင်းကိုယူပြီးတော့ဆရာတော်ကျောင်းဒီစင်းတို့တော်လူချင်းလို့ပါကြောက်စင်းတို့တော်လေးတက်ပေလိုက်တာကြောက်သားလေးလည်းကောင်းဓမ္မကြီးဘုရားပူဇော်လာဒီတော့အိမ်မှာပူဇော်ထားတဲ့စင်းတို့တော်အိမ်မှာစင်းပူဇော်ထားတဲ့စင်းတို့တော်ဘာဖြစ်လို့ကျောင်းလာပို့တာတပည့်တော်ဘုရားတဲ့အိမ်မှာအိမ်တော်ရဲ့အစင်မပြေတော့မိသားစုစီးပွားရေးအစင်မပြေတော့ဒုက္ခတွေပဲကြုံတော့ဘေးရင်ဆရာသွားမေးတော့တဲ့ဘေးရင်ဆရာကအဲ့ဒါနင်တို့အိမ်မှာကိုးကွယ်တဲ့ကြောက်စင်းတို့ကခိုက်တာဗျာဆိုကြောက်စင်းဒါပို့တာပါးကြီးပဲရိုက်ချင်တာလေမရိုက်ရက်လို့တဲ့အိမ်မှာဒီတိုင်းတင်ထားတဲ့ကြောက်စင်းတို့ကပရိသတ်ရေထမင်းတွေကိုထညက်ခဲလေးနဲ့တင်ပြီးတော့လေတနေ့လုံးပြစ်ထားပြောစစ်တွေတက်နေလဲဖះဘာမှမပြောဘူးနော်ပန်းနေလဲ6အောင်တင်တာတတိတွေခဏနာသွားအုပ်နေလဲပဲမှဲ့ရင်စွန့်စားအစိမ့်လဲသွားတင်ထားလဲပဲဘာပြောလဲဘာမှမပြောတဲ့ကြောက်စင်းတွေတော့ခိုက်တယ်ဆိုတော့ဟုတ်ပါမလားညံပါတာလားမပါလားကိုအားကိုမကိုပဲဘေးတင်စရာသွားမိတော့ဘေးတင်စရာလှုပ်ချလိုက်ကောနော်လိန်စားလို့အကောင်းဆုံးပဲနော်ဘာသာရေးနဲ့ပတ်သက်ပြီးလိန်စားလို့အကောင်းဆုံးငါလေးဘုန်းကြီးမဝေဘဲနဲ့ဘေးတင်ဟောဆိုင်တော့အဆင်ပြေတယ်ဘေးရင်ဟောတဲ့နီးလေးရှိဘေးရင်လာမေးမယ်အသက်အရွယ်ကိုလိုက်ပြီးတော့ဖြေလို့ရတယ်ဟိုကလေးတွေဆယ်ကျော်သက်အရွယ်လေးလာမေးမင်းကောင်မလေးနဲ့အစင်မပြေဘူးမို့လားလို့ပြောလိုက်ယောက်ျားလေးလာမေးအဲ့ဒါတော့မေးလိုက်သိကြတယ်ဟဲ့ဆရာဘယ်လိုသိတာလဲ तू ကပဲအကုန်ပြောသွားနော်ဒီအရွယ်လာရင်ဒီကိစ္စပဲလာတာများလေဒီနှာကိစ္စလေ40ကျော်တွေလာမေးတယ်ဘေးရင်လာမေးတယ်သိကြတယ်မေးလိုက်အင်းတော်ရဲ့အစင်မပြေဘူးလားဟဲ့ဆရာဘယ်လိုသိတာကျမယောက်ျားနောင်မေးလေးနေလို့ तू အကုန်ဖော်တော့တာတဲ့ဟာပြောစရာမလိုပဲနဲ့ကိုပေါ်လားမပေါ်ဘူးလားအဘေးတွေအမေတွေအရွယ်တွေကြတယ်ဘေးရင်သွားမေးရင်သားအတွက်မလားဟဲ့ဆရာဘယ်လိုသိတာတဲ့ကျမသားလေးဘယ်လိုဖြစ်လို့ဘာမှပြောစရာမလိုအကုန်လုံးဖော်ပြီးတော့ကဲရေရခြေလိုက်ကိုရီးယားဆရာတော်ပတ်စံ10သိန်းလောက်သွားလှူလိုက်ဗီဒီဆရာနဲ့ပေါင်းတိုင်းငါတပင်း3သိန်းရမယ်ငါ9သိန်းပေးအကုန်နော်ဗီဒီဆရာသွားမေးတော့လေရေရခြေခိုင်းတာပါပဲရေရခြေခိုင်းတယ်ဆိုတာကုသိုလ်လုပ်ခိုင်းတာပါပဲဘယ်ဗီဒီဆရာမှနွား9ကောင်တတ်လို့ရေရပေးတဲ့သူရှိလားဘုန်းကြီးကုသိုလ်ကောင်းမှုပဲလုပ်ခိုင်းမဲ့အတူတူသူ့သွားပေးမဲ့အစားကိုယ့်အကိုကုသိုလ်လုပ်လိုက်လို့ပြောရင်ဗီဒီဆရာလက်ပိတ်တယ်ဖြစ်မှာဆိုတော့
ဆရာတော်ပြောတဲ့သူရှိမလာတော့ဆိုသူလာပါပိတ်ပါဆိုလို့မပြောတော့ပါဘူးနော်မပြောတော့ပါဘူးပြောချင်တာကဘေးရင်ဆရာကပြောလိုက်လို့ကြောက်စင်းတူတော်ခိုက်လို့ကျောင်းကိုစင်းတူတော်လာပို့ရဲဆိုတာကပြိဿရဲ့ညံအတော်နဲသွားလားမနဲသွားဘူးလားကြောက်စင်းတူတော်ကခိုက်ထားလားကိုယ်လောက်ရက်ကခိုက်ထားလားဒီသဘောသိတိုင်းရင်ဖះဆွန့်เสียမလို့တော့ဘူးလေဘုရားဘာသာတွေလွဲနေတာတွေအများကြီးရှိလားမရှိဘူးလားတတ္တလွန်ကဲ့ပညာနဲ့တလွဲယုံတတ်တယ်ယုံကြည်မှုတရားတရားအားကောင်းပြီးတော့ဉာဏ်မပိုင်ရင်တလွဲတွေလျှောက်ကိုးကွယ်တာပညာလွန်ကဲ့တတ္တာနဲ့စင်လဲကောက်ကျစ်တယ်ပညာတွေအားကောင်းပြီးတရားတရားနဲပြန်ရင်လေပညာတတ်တဲ့ယုံမှရင်လိုက်မမီတော့ဘူးဒါနလုံးเสียမလိုပါဘူးကွာစိတ်ထဲရှိရင်ပြီးတာပဲအဲ့ဒါပညာလွန်ကဲ့ပြီးတရားနေတဲ့အခါကြတော့လေဟိုနွားနှုတ်ပို့တဲ့ကလာကြီးလို့ပေါ့ရွှေတကုံဘုရားနာတွန်းလဲစက်ပိန်းနဲ့နိုးအိုးကြီးတင်ပြီးတော့နွားနှုတ်သွားပို့တော့ကလာကြီးရဖျားနာကြတော့စက်ပိန်းကဆက်လက်ဖြစ်ပြီးနွားနှုတ်အိုးကြီးမှောက်တော့ကလာညံကောင်းတော့ဖျားပဲလက်ဥချီပြီးမှောက်သွားတဲ့နွားနှုတ်အိုးကြီးဖျားကိုလူပါတယ်ဗျာညံကောင်းတာညံကောင်းဟေ့ဒါနမြောက်ပါမလားတချို့ပညာတက်ပြီးတော့တရားနေတဲ့လူတွေကအဲ့လိုဖြစ်သွားနွားနှုတ်အိုကြီးမှောက်သွားတဲ့ကလားလို့ပဲဟဲ့ကုသိုလ်လုံးเสียမလိုပါဘူးကွာမြတ်စွာဘုရားစိတ်ကအဓိကစိတ်ကရှင်တော်ဖရာဟောဒါနမလို့စိတ်တည်းရှိရင်ပြီးတာပဲစိတ်နဲ့ဒါနလုပ်လို့မှမရတာကုသိုလ်တော့ဖြစ်ပေမဲ့ဒါနဆိုတာကလေလူအင်္ဂါရက်တွေရှိတာကိုလူကျင်တဲ့စိတ်လေးရှိရတယ်အလူကံပုဂ္ဂိုလ်လည်းရှိရတယ်လူဝဝတ္ထုလည်းရှိရမယ်ဒါနမြောက်တာလေအဲ့တော့မှောက်သွားတဲ့နွားနှုတ်ကြီးဘုရားလှူတယ်ဆိုတော့တရားပညာလွန်ကဲပြီးတတ္တာနဲ့စင်လဲကောက်ကျစ်တယ်ဆိုတော့ပညာတတ်တွေပြိဿရဲ့အဲ့ဒါယုံမှန်လိုက်မမေတော့ပြောချင်တာကဘုရားကခိုက်တာမဟုတ်ကိုယ့်လူရက်ကခိုက်တာဆိုတော့ကိုယ်ွယ်ရသည်ယတနာ၃ပါးပဲရှိတယ်ကျန်တဲ့ traditional belief နတ်တွေဆိုတာအတွင်းနတ်ကိုယ့်ကိုပူဇော်ပသလို့ရတယ်သူတို့တကယ်လိုတာကလေအဲ့လိုဟိုကနာပွဲတွေပေးပြီးလှုပ်ဖို့ထက်သူတို့ကိုမေတ္တာပို့ဖို့အမြပေးဝေဖို့ပဲလိုတယ်ကိုယ်ဆောင်နဲ့တွေကပရိသတ်ကိုပြုသမျှကုသိုလ်ကောင်းမှုအမြတမ်းပေးဝေပြီးသူတို့ကသာဓုခေါ်တဲ့အခါဆိုရင်သူတို့ကအဲ့ဒီကိုယ့်ရဲ့ကုသိုလ်အရှိန်နဲ့တချို့နဲ့တွေဆိုရင်လေတောက်ပြောင်နေဘုံပိတ်မှန်နေမှာဟိုပြောင်လက်တွေဖြစ်ပြီးတော့အဲ့ဒီကုသိုလ်ဆွမ်းအားတွေသူတို့ရတာသူတို့ရတဲ့အခါကျတော့မှသူတို့ကိုအမြတမ်းပေးဝေပေးတဲ့သူတွေကိုသူတို့ကမေတ္တာနဲ့ပြန်ဆောက်ရှောက်တာသူတော်ကောင်းတွေကသွားမဲ့ခရီးလမ်းမသွားပြအောင်ဖြတ်ထားလို့ရှိတယ်အိမ်မက်ပေးတာလို့ရှိတယ်နတ်တရားဆောက်ရှောက်တာဆိုတော့အမြတမ်းပေးဝေရင်လည်းလုံလောက်လားမလုံလောက်ဘူးလားမာတာယတနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေအဲ့ဒီပါဠိလေးရဘူးလားမာတာယတနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေမေတ္တာသုတ်ထဲမှာလေမေတ္တာတော့ရတဲ့သူရှိတယ်မို့လားရရင်တော့မစိုးပါဘူးအဓိပ္ပာယ်ပါလဲဆိုတော့မသိပါဘူးဖယားကိုရီးယားလွန်ခဲ့တဲ့9နှစ်လောက်ကကိုရီးယားတွေဗမာပြည်လာတော့တရားလာအားထုတ်ဆရာတော်ကိုရီးယားလိုဘာသာပြန်ပြီးတော့သဘောတွေကြပြီးဒကမာကြီးတယောက်မျက်ရည်ကျပြီးတော့ရှောက်တယ်ကိုရီးယားလိုတော့မပြောတော့ပါဘူးဘာလျှောက်လဲဆိုရှင်ဘုရားတဲ့တပည့်တော်ဘဝမှာဒီအသက်ဒီရွယ်ဒီလိုတရားမျိုးအခုမှခံစားမှုတယ်ဗျာအခုမှရရှိတော့တပည့်တော်ကျင့်တတ်လိုက်တာပီတိဖြစ်လိုက်တာတဲ့သူတို့တရားဉာဏ်လေးတော်တက်သွားတယ်တပည့်တော်တော်နဲ့ဒီလောက်ရက်လေးတွေနဲ့ဒီလောက်အဆင့်ထိရောက်နေရင်တဲ့ရောက်ခဲ့ရင်ပေါ့ဒီတရားတွေအမြဲတမ်းရိပ်သာဝင်ပြီးတရားအထုတ်ခွင့်ရနေတဲ့မြန်မာလူမျိုးတွေသိက္ကံကောင်းတာပဲဗျာတဲ့ဒီတိုင်းသာဆိုရင်မြန်မာလူမျိုးတဝက်လောက်ကရဟန္တာတွေများဖြစ်နေပြီလားမသိဘူးတဲ့သူတော်9ရက်လောက်နဲ့ဒီလောက်ရကိုရီးယားတက္ကမကြီးရလေအဲ့လိုပြောတော့ဘုန်းကြီးကိုလူမျိုးဘက်ကကာပေးရတာပေါ့သိအထင်မကြီးနဲ့တို့လူမျိုးကအနှစ်မစားဘူးအယွတ်တွေပဲစားတာဘာတွေစားလဲရွတ်လိုက်ကြတာဓမ္မစကြာဝအသင်းနေပွက်ပြီးတော့ဧဝမေတ္တရဧကံသမယံဘဂဝါပါရဏတိယဝိဟာရတိဣတိပတ္တနေမိဂဒာယေဓမ္မစကြာဝအသင်းလက်တဝါတွင်လို့ရွတ်လိုက်ကြတာပဋ္ဌာန်းနေလဲရွတ်လိုက်ကြတာပိဋိတွေလည်းရွတ်လိုက်ကြတာပဋ္ဌာန်း၅ချက်ရွတ်လိုက်ကြတာအဓိပ္ပာယ်သီလလို့ပြီးတော့ဧဝမေတ္တနားမလဲ
အနေစားရလားအယုတ်စားရလားစားကြပါနော်မာတာယတာနိယံဗုဒ္ဓမေတ္တာသုံးပါမိဘကတူးတဲ့တော့သားကိုစောင့်ရှောက်တယ်လို့ပဲတဲ့မေတ္တာအားကောင်းတဲ့သူတွေကိုသူတော်ကောင်းတွေနတ်တွေကစောင့်ရှောက်တယ်ဆိုတော့ကိုစောင့်နတ်တွေရဲ့မေတ္တာကိုအဆောင်နတ်တွေရဲ့မေတ္တာကိုရဖို့ဆိုရင်ပရိသတ်ရဲ့ကနာယီပွဲတွေပေးပြီးတော့မှပူဇော်ပသဖို့ထက်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝင်ရနိုင်လားမရနိုင်ဘူးလားအဲ့ဒါလေးများများလို့အမြတ်တမ်းများများပေးဝေအမြတ်တမ်းပေးဝေပေးတယ်ဆိုတော့ကိုကလှုပ်ထားတဲ့ကုသိုလ်ရှိမှဝေလို့ရတာမဟုတ်ဘူးလားကိုကကုသိုလ်အရင်လုပ်ပြီးကုသိုလ်ကိုအမြတ်တမ်းပေးဝေပေးရင်တချို့ကလေရှင်မြတ်အမြတ်ကိုကုသိုလ်ကိုသူများကိုမျှပေးလိုက်တော့ကုသိုလ်ရောမသွားဘူးလားမရောပါဘူးရောပါမလားဥပမာလေးပေးမယ်ကိုရှိရဖျောင်းနိုင်မီလေတခြားလူကိုပြီးတော့ထုံးပေးလိုက်တော့ကိုဖျောင်းနိုင်မီရော့သွားလားအလင်းရောင်ရော့သွားလားသူ့မီးရောင်အချိန်လေးနဲ့ကိုပါအလင်းရောင်ပိုတောက်လားမတောက်ဘူးလားအဲ့ဒီလိုပဲပရိသတ်ကိုရထားတဲ့ကုသိုလ်ကောင်းမှုသူများအမြတ်တမ်းပေးဝေးပေးလို့ကိုကုသိုလ်ရောမသွားဘူးသူတို့ရထားတဲ့အမြတ်ဝေးရတဲ့ကုသိုလ်ပတ္တနုမောဒနာပတ္တိဒါနကိုလှူထားတဲ့ကိုပြထားတဲ့ကုသိုလ်ကိုပြန်ပြီးတော့အမြတ်တမ်းပေးရင်ပတ္တိဒါနကုသိုလ်ဖြစ်တော့ပို့ပြီးတော့လိုက်တင်အရင်လင်းတတ်တွေရသွားတာဆိုတော့အမြတ်တမ်းပေးဝေးပေးလိုက်တော့ကိုဆောင်နှံတဲ့အဆောင်နှက်တွေကသာဓုခေါ်ရင်လေပရိသတ်အဲ့ဒီနှက်တွေကကိုယ်ကိုပြန်ဆောင်လျှောက်တာဆရာတော်လဲကူမှာ7 ကလောက်ရှိတဲ့မြေမှာကျောင်းအသစ်တီထောင်တာတီထောင်တော့မြေလှူတဲ့ဒကမာကြီးကဆေးရုပ်ပင်တပင်ရှိတယ်တစ်ပင်ရှိတော့အဲ့ဒီတစ်ပင်ကအဆောင်ရှိတယ်ဗျာတဲ့အဆောင်ရှိတယ်ဆိုရင်တော့ဂုံလေးလဲကြတော့မခုတ်တော့ဘူးအဲ့ဒီတစ်ပင်နားမှာကျောင်းဆောင်လေးစံကျောင်းလေးဆောက်ပြီးငါပဲနေတော့မယ်အဲ့ဒါအမြဲတမ်းပေးပဒန်းရုပ်အမြတ်တမ်းပေးဝေပြီးအဲ့သူတို့ကိုလည်းအမျှဝေတာမျှဝေပြီးရင်ဆေးရုပ်ပင်နာကိုအမြတ်တမ်းပေးဝေပြီးဘာသွားပြောလဲဆိုအဆောင်နဲ့ရှိတယ်လို့ပြောတယ်အထီလာအမှလာတော့ငါလည်းမမြင်ရဘူးအဆောင်ရှိတယ်လို့ပြောတယ်ငါလည်းသာသနာပြုဖို့ပတ်စံမရှိဘူးလို့ရွှေအိုးလေးပါလေးမြုပ်ထားရင်လဲအိမ်မလေးပါလေးပေးပါဦးလို့တော့ပြောတယ်တဲ့အဲ့ဒါရွှေအိုးတော့အိမ်မပေးဘူးဘယ်လိုလို့ရွှေအိုးမြုပ်တာလေကွင်းကြီးလေဘလူကသွားနေမှာလူနေတဲ့နေရာဆိုမြုပ်ရင်မြုပ်တာမို့ဒါမဲ့လေအိမ်မက်တွေလိုက်ပြီးထူးကြတာလှူနိုင်တဲ့လူတွေကိုအိမ်မက်လိုက်ပြီးတော့ဘလို့မှဆက်ဆက်မရှိပဲဆရာတော်ညာအိမ်မက်မလို့ဖျားဘဲအတွက်ဘလောက်လှူခြင်းလို့ပါဗျာဘဲအတွက်ဘလောက်လှူခြင်းလို့လာလှူသွားတာလေ3 နှစ်အတွင်းတရားပွဲမဟောရပါပဲဆရာတော်7 ကလောက်လေကွင်းကြီးကိုလေဟိုတိဆောက်ရေးတွေလှုပ်တာသိန်းပေါင်း18000ကျော်သွားပြီနဲလားများလားအများကြီးနော်မှာသူတထေးတွေတစ်နှစ်အတွက်အလောက်ရှာနိုင်မှာမဟုတ်ရှာနိုင်တော့ငါတက်တာတယ်လို့ပြောတာတို့ခေါ်အောင်ပါနော်ဒီစားသိန်းပေါင်း18000ဆိုသိန်းပေါင်းတော့မနေဘူးအဲ့ဒါတွေဘယ်စီးပွားရအောင်ဒါပေမဲ့ဆက်မှုမရှိဘဲနဲ့ကိုအိမ်မရလို့ဆိုဆက်ပြီးတော့တချို့လဲလိုင်းပေါ်မှာတရားလေးနာပြီးတော့နောက်နေ့အိမ်မက်ထဲမှာလှူလိုက်တော့ Facebook လေးဖွင့်ကြဒီဆရာတော်ပဲငါညာအိမ်မက်မတာဆိုစုံစမ်းပြီးရောက်လာပြီလာလှူကြလာလှူတလောကဆိုရင်တန်ပြူဆက်ကဒကမာကြီးတယောက်ကျောင်းဆောင်နေစောင့်ကြတဆောင်လှူခြင်းလို့ပါဆိုပတ်စံ3,505 တန်အဆောင်တစ်ခုလှူတယ်ပြန်ကန်နီးကြတော့ဒကမာကြီးကမွန်ဒကမာကြီးမွန်လို့သူတို့ချင်းမွန်လို့ပြောတာနားမလဲဘူးတပည့်တော်ဘုရားတဲ့လှိုင်းသားရမှာအဖမိုင်စီတီမှာသူ့အိမ်တစ်လုံးရှိတယ်တဲ့အဲ့ဒါရောင်းဖို့ဈေးဆက်တာသိန်းပေါင်း3300နဲ့အဲ့ဒါရောင်းပြီးဆရာတော်ကိုတပည့်တော်အကုန်လှူမှာဗျာဆရာတော်လိုတာ3ဖို့ရောင်းလဲပြီးတော့ special account နဲ့လွှဲပြီးတော့လှူပေးလိုက်တာဆရာတော်လုပ်ငန်းတွေအကျွေးတွေကြေးပြီးတော့လုပ်ငန်းတွေအခုလဲပတ်ပတ်စံတော့မရှိတော့ဘူးလာလူမှာဆိုတော့တခါတည်းပိတ်ထားကန်ထရိုက်ကိုပေးလိုက်ပြီနော်ပြောချင်တာကကြည်စမ်းဆက်တခါတည်းကြုံမှုတယ်ဒါပေမဲ့အဲ့ဒီတရားတရားဖြစ်ပြီးတော့အကုန်လုံးသိမ်းပေါင်းထောင်ချီလှူနိုင်တဲ့ခေတ်ဆိုဒီနေ့ခေတ်မှာလွယ်ပါမလားအဲ့လိုပြောချင်တာကအစောင့်နဲ့တည်ရှိတယ်အစောင့်နဲ့တည်ကလည်းဘာဖြစ်လို့စောင့်ရှောက်တာလဲဆိုဆရာတော်ကုသိုလ်တွေရှိတယ်သူတို့အမြတ်တမ်းပေးပြီးတော့အဲ့ဓာတွေရပြီးတော့ထောက်တဲ့နဲ့စောင့်ရှောက်မှုတွေနဲ့ဆရာတော်ကုသိုလ်တွေနဲ့ပြန်စောင့်ရှောက်တာလေ။ညောင်အစောင့်နဲ့တည်ရှိတယ်ဆိုတာယုံလားမယုံဘူးလား
အဲ့တော့ကိုတို့ပြိဿတ်တွေကုသိုလ်ကောင်းမလို့အမြတ်တမ်းပေးရင်ကိုဆောင်တဲ့တည်းရဲ့မေတ္တာရရင်ဒီနေရာမှာအန္တရာယ်ရှိတယ်ဆိုရင်တနည်းနည်းနဲ့ပြတ်သွားမသွားပြေဘူးကိုလိုက်သွားမဲ့လေရင်ရပြတ်ကြကိုကနေခဲ့ပြီးသွားအောင်တနည်းနည်းနဲ့လေတနည်းနဲ့ဖယ်ပလိုက်တာဒါကြောင့်မလို့အဆောင်နဲ့တည်းရဲ့မေတ္တာဝေရဖို့ဆိုရင်ကုသိုလ်ကောင်းမှုလို့ညာတဲ့အမြတ်တမ်းပေးဝင်သူတို့ရဲ့ကိုဆောင်နဲ့တကွာအဆောင်နဲ့တည်းရဲ့မေတ္တာဝေရလို့ယူလို့ရလားမရဘူးလားဆိုအဆောင်နဲ့မြာမေတ္တာအားရယူထမချမ်းသာရာအဆောင်နှမြမေတ္တာအားရယူထမချမ်းသာရာကုလဗုဒ္ဓလိမ္မာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဆိုတာဒေဝတာနတ်တွေဆိုတာရှိတဲ့ကိုယ်ဆောင်နဲ့တကွအိမ်ဆောင်နောက်ကြောက်ဆောင်နဲ့စတဲ့နတ်တွေအပေါ်မှာတက္ကရောတိကရုံကရောတိမာနေတိပူဇတိရိုးရိုးသေးသေးလေးလေးစားစားတန်ဖိုးထားပြီးတော့ကုသိုလ်ကောင်းမှုလို့အမြတ်တမ်းပေးမေတ္တာပို့ပေးရင်တတထိုအဆောင်နဲ့တည်းရဲ့မေတ္တာကိုရတဲ့ကုလဗုဒ္ဓအမျိုးကောင်းသားအမျိုးကောင်းသမီးတွေဆိုတာဟုတ်ဒီရေဝါကြီးပွားဖို့ပဲရှိတယ်နော်ပါရိဟာရိယာနေစုပ်ယုတ်ချင်းစရာဘယ်တော့မှမဖြစ်နိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပဲတည်း